အားလုံးပဲမင်္ဂလာပါဇင်မျိုးရဲ့ live ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်မင်္ဂလာပါမင်္ဂလာပါဝင်လာတယ်ဆိုရင်နှုတ်ဆက်ခဲ့ပေးပါမင်္ဂလာပါဝင်လာတယ်ဆိုရင်နှုတ်ဆက်ခဲ့ပေးပါအဲ့တော့လမ်းပြောင်းနေတဲ့သူတွေရှိလားလမ်းပြောင်းနေတဲ့သူတွေရှိရဆိုရင်တော့ဝင်လာခဲ့ပေးပါမင်္ဂလာပါဝင်လာတယ်ဆိုရင်နှုတ်ဆက်ခဲ့ပေးပါလမ်းပြောင်းနေတဲ့သူတွေရှိလားအရင်တော့ကဇမျိုးကိုယ်တိုင်လည်းလမ်းပြောက်ခဲ့ဘူးတယ်အဲ့လိုလမ်းပြောက်ခဲ့တဲ့အတွက်ကြောင့်လည်းနော်ဒီအသက်အရွယ်တစ်ခုရောက်လာတဲ့အထိပေါ့နော်အသက်30ကျော်တဲ့အထိဂျာလဲနဲ့ပေါ့နော်ဘဝကိုဒီတိုင်းပဲဘာမှလေးလေးနက်နက်မရှိဘဲနဲ့ဖြတ်တန်းခဲ့ရတယ်เนาะအဲ့ဒါကြောင့်မလို့အခုဒါလူငယ်တွေပဲဖြစ်စေဒါမှမဟုတ်လို့ရှိရင်အခုလူလက်ပိုင်းပဲဖြစ်စေဒါမှမဟုတ်ပေါ့နော်အင်ရှင်မတွေပဲဖြစ်စေအသက်အရွယ်ပေါ့နော်40ကျော်50လောက်ပဲဖြစ်စေဘယ်အသက်အရွယ်ပဲဖြစ်ဖြစ်ကိုယ့်ဘဝမှာလမ်းပြောင်းနေပြီဆိုလို့ရှိရင်အခုဒီနေ့ဒီမျိုးပြောမယ့်အကြောင်းအရာလေးတွေကိုသိထားဖို့အတွက်လိုအပ်တယ်เนาะအဲ့ဒါလေးတွေကိုသိထားမှကိုယ်တိုင်ကိုပြန်ပြီးတော့ရှာဖွေနိုင်မယ်ရှာဖွေပြီးတော့ကိုယ်တိုင်တော့ဘာလုပ်ရမလဲဘာလုပ်သင့်လဲဆိုတာကိုသိလာပြီဆိုရင်အဲ့ဒီအတိုင်းလုပ်လိုက်တာနဲ့အမြကိုလိုချင်တဲ့အရာကိုကိုကရအောင်ဖန်တီးနိုင်လိမ့်မယ်နော်အဲ့တော့မင်္ဂလာပါဝင်လာတယ်ဆိုရင်နှုတ်ဆက်ခဲ့ပေးပါโอเคเนาะအဲ့တော့အခုချိန်မှာဘာလို့ရမှန်းမသိဘူးလမ်းပြောင်းနေတယ်ဆိုလို့ရှိရင်ဝင်လာလို့ဒီရဲ့ live ကိုကြည့်ဖြစ်တယ်ဆိုလို့ရှိရင်လမ်းပြောင်းနေတယ်အဲ့လိုလေးရေးခဲ့ပေးပါเนาะလမ်းပြောင်းနေတယ်လို့ရေးခဲ့ပေးပါအဲ့တော့အခုလောလောဆယ်တော့ပေါ့နော်ဒီမျိုးတို့ကိုယ်တိုင်ကတော့အခုကိုဘာလုပ်ရမလဲသိနေတဲ့အတွက်ကြောင့်မို့လို့လမ်းပြောင်းမှုတော့မရှိတော့ဘူးကိုဘာလုပ်ရမလဲဆိုတာကိုသိတဲ့အတွက်နေ့စဉ်ကိုလုပ်ရမယ့်အရာလေးတွေကိုမှန်မှန်လုပ်သွားနေနိုင်တယ်เนาะအဲ့တော့လူတိုင်းကတော့ပြောလိမ့်မယ်ငါမှတော့အလုပ်တွေရှိနေတာပဲဘာလမ်းပြောင်းเสียလုံးမှလဲလို့တွေးလိမ့်မယ်เนาะတချို့ကြတော့လေဒီကိုအင်ရှင်မဆိုရင်လည်းငါမှအိမ်အလုပ်တာဝန်တွေရှိနေတာပဲเนาะကုမ္ပဏီအလုပ်လုပ်တဲ့သူဆိုရင်လည်းငါမှကုမ္ပဏီအလုပ်တာဝန်တွေရှိနေတာပဲဘာလို့လမ်းပြောင်းเสียလုံးမှလဲတွေးလိမ့်မယ်ပေါ့เนาะတချို့ကြတော့လေဒါတကယ်ကိုဘဝမှာကိုသွားရမယ့်လမ်းကိုသိပြီးတော့လှုပ်ဆောင်နေတဲ့သူတွေစူးစမ်းနေတဲ့သူတွေအောင်မြင်မှုအထိုက်အလျောက်ရနေတဲ့သူတွေအောင်မြင်မှုရနေတဲ့သူတွေရှိလိမ့်မယ်အဲ့ဒီလိုမျိုးမှမဟုတ်ဘဲနဲ့ကိုကအခုဒီအလုပ်ကိုတော့လုပ်နေတယ်နော်အလုပ်တွေလုပ်နေတယ်ဒါပေမဲ့လုပ်နေပေမဲ့အဲ့ဒီအလုပ်မှာမပျော်ရွှင်ဘူးပြီးတော့ဒီအလုပ်ကငါရဲ့ဒီမှန်ကန်တဲ့အလုပ်မဟုတ်ဘူးဒီလားငါပျော်ရွှင်တဲ့အလုပ်မဟုတ်ဘူးငါလုပ်ချင်တဲ့အလုပ်မဟုတ်ဘူးငါဖြစ်ချင်တာဒါမဟုတ်ဘူးငါရချင်တာဒါမဟုတ်ဘူးလို့စိတ်ခံစားချက်ရှိနေပြီဆိုလို့ရှိရင်နော်ငါဘာလုပ်သင့်လဲငါဘာလုပ်ရမလဲဘာလုပ်ရမလဲမသိဘူးเนาะရှေ့ဆက်ပြီးဘာတွေလုပ်ရမလဲအဲ့လိုမျိုးလမ်းပြောင်းနေပြီဆိုရင်เนาะဒီနေ့ live ကကိုယ့်အတွက်အသင့်တော်ဆုံးပဲเนาะအဲ့ဒါကြောင့်မို့လို့ဒီမျိုးတို့တွေအခုဒီကိုချင်းလုပ်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းလူတယောက်ကအခက်အခဲတွေနဲ့တွေ့နေပြီးလမ်းပြောင်းနေပြီးရှေ့ဆက်ပြီးတော့ဘာတွေလုပ်ရမှန်းမသိတော့ဘူးဆိုလို့ရှိရင်သူတို့ရဲ့စိတ်ထဲမှာရှိတယ်သူတို့သိပြီးသားအသိဉာဏ်တွေကိုပြန်ပြီးတော့ဒါဉာဏ်ပွင့်လာအောင်ဖော်ပေးပြီးတော့သူတို့ကိုကူညီပေးတာเนาะအဲ့ဒီအတိုင်းပဲเนาะသူတို့မှာလူတိုင်းမှာเนาะကို့မှာအသိဉာဏ်တွေရှိပြီးသားပဲเนาะအကုန်လုံးကသိပြီးသားပဲဒါပေမဲ့stress ဆိုတဲ့စိတ်ဖိစီးမှုတွေပြီးနေတဲ့အခါမှာမှန်မှန်ကန်ဆုံးဖြတ်နိုင်စွမ်းမရှိတာဘာလို့ရမှန်းမသိတာအဲ့လိုမျိုးstress တွေနဲ့ရှုပ်နေတာပေါ့နော်ဖြစ်တတ်တယ်ဒါကြောင့်အခုဒီမျိုးကဒီနေ့မှာလမ်းပြောင်းနေပြီဆိုတဲ့သူတွေဘလို့နီးလန်းနဲ့ဖြည့်ရှင်းရမလဲဆိုတာကိုဒီမျိုးကပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့မင်္ဂလာပါဝင်လာတယ်ဆိုရင်နောက်ဆက်ခဲ့ပေးပါလမ်းပြောင်းနေပြီဆိုလို့ရှိရင်လည်းလမ်းပြောင်းနေတယ်လို့ဒီမျိုးကိုရေးခဲ့ပေးပါเนาะအဲ့တော့ဒီမျိုးကိုယ်တိုင်လည်းလမ်းပြောင်းတဲ့နေရာကနေပဲလာတာမင်္ဂလာပါမဆနာလင်းရေမင်္ဂလာပါမတွေ့တာတော့ကြာနေပြီတတိတွေရနေဟေးမတွေ့တာကြာနေတာเนาะ
သတိတွေရတယ်โอเคเนาะအဲ့တော့ဒီနေ့ဒီမျိုးကအရင်ဆုံးပေါ့နော်လမ်းပြောက်တဲ့သူတွေကိုမေးချင်တာကဘာဖြစ်ချင်တာလဲဘာရချင်တာလဲเนาะအဲ့တော့ကိုဖြစ်ချင်တဲ့အရာရချင်တဲ့အရာချရေးလို့ရတယ်ဆိုရင်ရေးခဲ့လိုက်เนาะဘာဖြစ်ချင်တာလဲဘာဖြစ်ချင်တာရှိသေးလဲဘာရချင်တာရှိသေးလဲเนาะတယောက်နဲ့တယောက်ကတော့မတူကြဘူးပေါ့နော်ဒီငွေကြေးနဲ့ပတ်သက်ပြီးတော့ငွေကြေးအဆင်ပြေခြင်းတဲ့သူကြတော့လဲချမ်းသာခြင်းနဲ့တော့ဘာရချင်တာလဲဆိုလို့ရှိရင်ငွေတွေအများကြီးရချင်တာပေါ့နော်ဒီမျိုးအနေနဲ့ပြောမယ်ဆိုရင်တော့ငွေတွေအများကြီးရချင်တာပေါ့နော်ဘာဖြစ်ချင်လဲဆိုရင်ချမ်းသာခြင်းနဲ့ပေါ့နော်တချို့ကြတော့လဲကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ကျန်းမာရေးမကောင်းတဲ့သူတွေဆိုလို့ရှိရင်ချမ်းသာခြင်းဒီကျန်းမာခြင်းနဲ့နော်ကျန်းမာခြင်းနဲ့ဘာရခြင်းလဲဆိုရင်ကျန်းမာခြင်းကိုရခြင်းနဲ့တော့တချို့ကြတော့လဲအိမ်အောင်ရေးအဆင်မပြေတဲ့သူတွေရှိတယ်အိမ်အောင်ရေးအဆင်မပြေတဲ့အခါဘာရခြင်းလဲဆိုရင်အိမ်အောင်ရေးအဆင်ပြေမှုတွေကိုရခြင်းနဲ့ပြီးတော့ဘာရခြင်းလဲပျော်ရွှင်မှုတွေကိုရခြင်းသေးတယ်ဒါတယောက်နဲ့တယောက်တော့မတူဘူးပေါ့နော်တချို့ကြတော့လဲနော်ကိုယ့်ဘဝအတွက်အရန်စူးစမ်းနေတဲ့အချိန်မှာချက်ချက်ကရလောက်တာလေးပြန်ရှာမတွေးတော့ဘူးတဲ့ချက်လောက်တာလေးဘာလေးလဲမကြီးဘာလေးလဲမသိဘူးနော်မဒီ live ဆိုလို့ရှိရင်တော့မှ live တွေကလေတစ်လပြည့်တာနဲ့ပြက်သွားတာ auto ပြက်သွားတာလေ live တွေကပြန်ပြီးတော့ကြည့်လို့မရတော့ဘူးတစ်လပြည့်သွားရင်ဒီသင်တန်း live တွေမှာဆိုရင်လည်းအဲ့လိုလေးပဲပြက်သွားတာချက်ကရလောက်တာလေးပြန်ရှာမတွေ့တော့ဘူးလို့ပြောရတာနော်အဲ့တော့ဘာဖြစ်ချင်တာလဲတချို့ကြတော့လဲအောင်မြင်ခြင်းတဲ့သူတွေရှိတယ်လေနော်အောင်မြင်ခြင်းနဲ့အောင်မြင်ခြင်းနဲ့အောင်မြင်မှုကိုရခြင်းနဲ့တချို့ကြတော့လဲနော်ဒီစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့အခုချိန်မှာစိတ်တွေညစ်နေလို့စိတ်ချမ်းသာမှုတွေကိုရခြင်းနဲ့နော်အဲ့လိုမျိုးတယောက်နဲ့တယောက်ရခြင်းတာတော့မတူဘူးအဲ့တော့ကိုဘာရခြင်းလဲရခြင်းတဲ့အရာရေးသွားလို့ရတယ်ဆိုရင်ရေးသွားပြီနော်ရေးသွားပြီကိုလိုချင်တဲ့အရာအရင်ဆုံးဒီမျိုးတို့တွေနော်ဒီလမ်းပြောင်းနေပြီဆိုရင်ကိုဘာလိုချင်တာလဲဆိုတာကိုအရင်ဆုံးသိရမှာเนาะအဲ့တော့ကိုဘာလိုချင်တာလဲဘာရချင်တာလဲကိုဘာဖြစ်ချင်တာလဲအဲ့ဒီအရာကိုသိမှဒီမျိုးတို့ရှေ့ဆက်ပြီးတော့သွားလို့ရမှာအသက်ရှူလေးကျင်ငန်းပြတ်သွားတာထင်တယ်တဲ့ဟုတ်လားအမအသက်ရှူလေးကျင်ငန်းပြတ်သွားတာထင်တယ်တဲ့ဟုတ်ညီမတစ်ချက်လေးပြန်ကြည့်ပေးမယ်เนาะအမโอเคပါညီမတစ်ချက်လေးပြန်ကြည့်ပေးမယ်အဲ့တော့ကိုဘာလိုချင်တာလဲဘာရချင်တာလဲဘာဖြစ်ချင်တာလဲဆိုတာကိုသိမှနော်အဲ့ဒီအရာကိုစမျိုးတို့ဆက်ပြီးတော့လုံးမှာကိုယ်တိုင်လမ်းမပြောက်တော့မှာဒါတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် set aware နဲ့မိမိကိုယ်သိမြင်ခြင်းပေါ့အဲ့တော့ကိုသိဖို့ထက်သူများကိုအခုကပို့ပြီးတော့သိကြတယ်ပေါ့နော်အဲ့တော့ဖြစ်ဘူးလားသူများအကြောင်းဆိုရင်ပို့သိတယ်လေနော်သူများအကြောင်းဆိုရင်ပို့သိတယ် तू ကနော် तू ကဘလို့လေးလုပ်လိုက်ရင်တော့အဝတ်စားဆိုရင်လည်းဒီလိုပဲသူဘလို့လေးဝတ်လိုက်ရင်တော့လှမှာသူပုံစံဘလို့လေးပြင်လိုက်ရင်တော့လှမှာသူ့ရဲ့အလုပ်တွေမှာသူဘလို့လေးလုပ်လိုက်တယ်ဆိုရင်တော့အောင်မြင်မှာစသဖြင့်ပေါ့နော်သူများအကြောင်းကိုသိတယ်နော် तू ကဘလို့တွေပြောနေတာဘလို့လေးပြင်လိုက်ရင်ကောင်းမှာစသဖြင့်ပေါ့နော်အဲ့လိုမျိုးဥပမာစမျိုးလို့ဆိုရင်လည်းဒီသူများရဲ့အခက်အခဲပြဿနာတွေကိုဖြေရှင်းပေးရတယ်ဆိုလို့ရှိရင်သူ့မှာဘာလို့အပ်နေတာလဲဆိုတာကိုစမျိုးတို့ကဒါကြိုသိနေတယ်ပေါ့နော်သိပေမဲ့လည်းပြောလို့မရဘူးပေါ့နော်အဲ့လိုမျိုးသူများအကြောင်းကိုတော့သိနေတယ်ဒါပေမဲ့ဒီမျိုးလေးရေမင်္ဂလာပါတဲ့ချက်လိုက်တာမဖြူပြမင်္ဂလာပါโอเคဒီချိန်လိုက်ရက်လာတာမှန်သွားပြီเนาะတကယ်ကိုယ့်ရဲ့ soul family တွေနဲ့တွေ့ရတာโอเคကျေးဇူးပါအမကြီးเนาะအဲ့တော့သူများအကြောင်းကိုပို့ပြီးတော့သိတယ်ပေါ့နော်သူများအကြောင်းကိုသိတယ်သူများကိုကြည့်ပြီးတော့သူများကိုဆိုရင်ဝေဖန်တတ်တယ်လေနော်သူဘလို့လေးလုပ်ရင်ကောင်းမှာဘလို့လေးနေအဆင်ပြေမှာဝေဖန်တတ်တယ်ဒါပေမဲ့ကိုကြတော့သိလားဆိုတော့သိတော့သိတယ်တေချာသိလားဆိုရင်တေချာမသိဘူးเนาะမသိတယ်လို့သိတယ်လို့နဲ့ဘလို့လဲဆိုမမဆောင်ဖြစ်နေတာပေါ့နော်အဲ့တော့ကိုယ့်အကြောင်းကိုသိလားဆိုရင်မသိဘူးလေငါဘာဆက်လုပ်ရမှန်းမသိဘူးဘာတွေလုပ်ရမှန်းမသိဘူးငါဘာဖြစ်ချင်တာလဲမသိဘူးငါဘာရချင်တာလဲမသိဘူးဒါပေမဲ့မသိဘူးလားဆိုတော့လေသိတယ်လေနော်ကိုဘာလုပ်နေတာလဲကိုဘာရချင်တာလဲဆိုတာကိုသိတာပဲလေနော်အခုဒီမျိုးပြောလိုက်တဲ့အချိန်မှာဘာဖြစ်ချင်လဲဘာရချင်လဲနော်
သိရလေနော်ကိုယ့်ရဲ့စိတ်ထဲမှာရှိတယ်လေဒါစင်မျိုးတော်စိုးစောတော့ပြောခဲ့သေးတယ်ချမ်းသာခြင်းနဲ့ငွေတွေအများကြီးရခြင်းနဲ့တော့ကျမ်းမာခြင်းနဲ့ဆိုရင်လည်းကျမ်းမာခြင်းနဲ့ငွေတွေအများကြီးရခြင်းနဲ့ကျမ်းမာခြင်းနဲ့ပြီးတော့ဒီကျမ်းမာမှုတွေကိုရခြင်းနဲ့စသဖြင့်ပေါ့နော်စိတ်ချမ်းသာခြင်းနဲ့ပျော်ရွှင်မှုတွေကိုရခြင်းနဲ့ကိုလိုချင်တဲ့ဟာသိနေတာပဲလေနော်တချို့ကြတော့လဲလမ်းပြောက်နေရလေငါဘာလို့ရမှန်းမသိဘူးဘာလို့ချင်မှန်းလည်းမသိဘူးနော်အဲ့လိုမျိုးလမ်းပြောက်နေတာရှိတယ်နော်အဲ့လိုလမ်းပြောက်နေတာရှိတယ်အဲ့တော့ကိုရခြင်းတဲ့အရာကိုသိပြီဆိုလို့ရှိရင်နော်ကိုရခြင်းတဲ့အရာကိုဖြစ်ခြင်းတဲ့အရာကိုသိပြီဆိုလို့ရှိရင်ဒီမျိုးတို့အဲ့ဒီအရာကိုရအောင်လုပ်ခြင်းသွားခြင်းနော်သွားခြင်းဥမာသွားခြင်းပြောမယ်ဆိုလို့ရှိရင် smart goal ပေါ့နော်ပန်းတိုင်တိတိကျကျသိပြီဆိုရင်အဲ့ဒီအရာကိုသွားပြီဆိုရင်ဒီမျိုးတို့လမ်းပြောက်เสียမရှိတော့ဘူးလေနော်ဒါမဲ့လူအများစုကဘာကြောင့်အဲ့လိုလမ်းပြောက်တယ်ဆိုတာနော်ဘာကြောင့်အဲ့လိုလမ်းပြောက်လဲဆိုတာသိတယ်ရတင်တယ်ဒါပေမဲ့စိတ်မှာပါခံနေတယ်မဖြစ်နိုင်ဘူးထင်တယ်မရနိုင်ဘူးထင်တယ်ဟုတ်တာဟုတ်ပါမလားဒေတာပါမလားဆိုတဲ့စိတ်ကနော်ကိုယ့်ရဲ့လမ်းကိုဝေဝါးစေတာနော်အဲ့တော့ကိုယ့်မှာပန်းတိုင်ရှိသွားပြီဥပမာငါကျမ်းမာခြင်းနဲ့ငါချမ်းသာခြင်းနဲ့โอเคငါကျမ်းမာဖို့အတွက်ငါချမ်းသာဖို့အတွက်ဆိုပြီးတော့သိသွားပြီဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ပန်းတိုင်ပဲလေနော်ဒါကိုယ့်ရဲ့လမ်းပဲလေဒါဆိုလို့ရှိရင်ရှင်းရှင်းလေးရယ်လွယ်လွယ်လေးရယ်အဲ့ကြားထဲမှာမှအဲ့လိုမျိုးပန်းတိုင်ပြောက်ရတာလမ်းမရှင်းရတာဘာကြောင့်လဲဆိုရင်အဲ့ဒီတို့စိတ်မှာ stress ဆိုတဲ့စိတ်ဖိစီးမှုတွေပြီးနေတာနော်အဲ့ဒါကြောင့်မလို့သူများဆိုရင်တော့သိတယ်ကိုမသိဘူးလားဆိုတော့လည်းမဟုတ်ဘူးသိတယ်မမဆောင်ဖြစ်နေတယ်ပေါ့နော်သိတယ်လို့မသိတယ်လို့နဲ့ဟုတ်လားဟုတ်လားဒီနေ့ကမမဖြူပြတို့မဆန္ဒလင်းတို့ဆိုလို့ရှိရင်တော့အားလုံးသိပြီးသားပဲဖြစ်ပါလိမ့်မယ်နော်အဲ့တော့ကိုလမ်းကြောင်းမှာကိုဘာလို့ကျင်တာလဲကိုဘာရကျင်တာလဲကိုဘလို့ဘဝမျိုးကိုပိုင်ဆိုင်ကျင်တာလဲနော်သိနေတဲ့အတွက်ကြောင့်မလို့ကိုလုပ်တဲ့အလုပ်တွေကိုလုပ်နေတယ်ဥပမာဒါတချို့ဆိုရင်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့အမြဲတမ်းစိတ်အေးချမ်းမှုကိုလိုချင်တယ်ပျော်ရွှင်မှုကိုလိုချင်တဲ့အတွက်ကိုယ့်အတွက်လေးပေနဲ့အရာတွေဆိုလို့ရှိရင်လွှတ်ချလိုက်တယ်ပြီးတော့စိတ်ငြိမ်းချမ်းမှုရမယ်အရာဥပမာတရားထိုင်တာတို့စိတ်ကိုပျော်ပျော်ရွှင်ရွှင်နေတာတို့ relax လုပ်တာတို့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ကိုတရားတွေလုပ်နေပြီဆိုလို့ရှိရင်ကိုယ့်ရဲ့လမ်းကြောင်းအမှန်ကိုကိုသွားနေပြီလေဒါကိုယ့်ရဲ့ပန်းနိုင်တယ်နော်အဲ့တော့အရင်အားကြတယ်မမဖြစ်ပြပကံနဲ့နေရလေအလေလာခြင်းနဲ့နော်အရင်အေးချမ်းနေရောပဲနော်ပြောစရာလဲကောင်းတယ်အဲ့တော့ဒီကိုသိနေပြီဆိုလို့ရှိရင်အဲ့လမ်းကြောင်းတိုင်းသွားနေပြီဆိုလို့ရှိရင်မှန်နေပြီလေနော်တချို့ကြတော့လေလို့တော့အလုပ်တွေလုပ်နေတယ်ကိုနဲ့စစ်မှန်နဲ့တိလိုက်ပြောက်လိုက်ဖြစ်နေတယ်တဲ့ဟုတ်တယ်နော်တိလိုက်ပြောက်လိုက်ဖြစ်နေတယ်တဲ့အဲ့ဒါဘာလို့လဲဆိုလို့ရှိရင်အရှိမဆက်ပြီးတော့ပြောပြမယ်ပေါ့နော်အရှိမဆက်ပြီးတော့ပြောပြမယ်အဲ့တော့အခုသိသွားပြီဘာလို့ခြင်းလဲဘာဖြစ်ချင်တာလဲသိသွားပြီနော်အဲ့တော့ချမ်းသာခြင်းနဲ့သူဆိုရင်လည်းချမ်းသာခြင်းနဲ့โอเคဘယ်လောက်မှချမ်းသာခြင်းတာလဲနော်ဒီမျိုးတို့ဒီပန်းနိုင်တစ်ခုကိုသွားမယ်ဆိုလို့ရှိရင်ဒီအပြည့်ပြိုင်ပွဲတွေမှာဆိုရင်လည်းအချိန်သတ်မှတ်တယ်လေနော်နေရာသတ်မှတ်တယ်လာခဲ့တော့တစ်ခါလောက်တယ်လာမယ်မောစီရနော်လာခဲ့မယ်အဲ့တော့ပန်းနိုင်သတ်မှတ်တယ်လေပြီးတော့အချိန်သတ်မှတ်တယ်လေနော်အပြည့်ပြိုင်ပွဲတစ်ခုမှာဆိုလို့ရှိရင်ပြိုင်ပွဲတစ်ခုမှာဆိုရင်ဘာတွေလုပ်လဲအချိန်သတ်မှတ်ကြတယ်အချိန်သတ်မှတ်တယ်ဆိုတော့ညီမလေးတဲ့ပို့ပြီးလာတယ်ဟုတ်တယ်စိတ်ပြောနေလို့နေနေမယ်မကြီးစိတ်ချမ်းသာနေလို့နေနေမယ်ဒါမလှလို့လည်းမရဘူးလေမရေ40နာကက်လားโอเคနော်ဒီနေ့စီဗီကိုအရန်ပြောနေတယ်သူကစိတ်ကလေစိတ်ထဲမှာပေါ့နေရပါတော့โอเคအဲ့တော့ဒီပြိုင်ပွဲတစ်ခုလုံးမယ်ဆိုလို့ရှိရင်အချိန်သတ်မှတ်တယ်လေနော်ဥပမာ3မိနစ်3မိနစ်နဲ့အစားအသောက်ပြိုင်ပွဲတွေဆိုလို့ရှိရင်လည်းဘယ်နှမိနစ်နဲ့အပြည့်ပြိုင်ပွဲဆိုလို့ရှိရင်လည်းဘယ်နှစ်နာရီဘယ်လောက်အတွင်းမှာနော်ပြီးတော့တစ်ခုလုံးမယ်ဆိုရင်ဘယ်နှစ်စက္ကန့်အတွင်းမှာပန်းတိုင်ကိုရောက်ရမယ်အကုန်ပြီးရမယ်စသဖြင့်အချိန်သတ်မှတ်ချက်တွေရှိရလေနော်အဲ့ဒီအချိန်သတ်မှတ်ချက်အတွင်းမှာပြီးမြောက်အောင်လုပ်ဆောင်တဲ့သူကမှဒါဒီအောင်မြင်မှုကိုရတာပန်းထိုင်ကိုရောက်တာပေါ့နော်ဒီမျိုးတို့အချိန်မသတ်မှတ်ထားဘူးဆိုရင် okay ရတယ်နော်ငါချမ်းသာခြင်းတာဘယ်ချိန်မှချမ်းသာတာကိစ္စမရှိဘူးဆိုလို့ရှိရင်အဲ့ဒီအလုပ်ကိုနေ့စဉ်လုပ်တဲ့အခါမှာပေါ့တယ်လေနော်ပေါ့တယ်လေဥပမာယုံနဲ့လိတ်အပြေးပြိုင်တယ်လို့ပဲပေါ့နော်ယုံနဲ့လိတ်အပြေးပြိုင်တယ်လို့ပဲငါအေးဆေးပါငါသူများတယ်လဲငါအပြေးလည်းမြန်ပြီးသားဆိုပြီးတော့အိတ်နေမယ်ဆိုလို့ရှိရင်ပန်းနိုင်ရောက်ဖို့အတွက်နောက်ကျသွားမှာပေါ့နော်အဲ့တော့ကိုလုံးเสียရှိတဲ့အလုပ်တွေကိုနော်ဥပမာကိုကသိသွားပြီငါတော့
ဖြစ်ချင်တာဒါနော်ဥပမာချမ်းသာခြင်းတာငွေတွေအများကြီးရခြင်းတာဒါမှမဟုတ်ရင်ကျန်းမာခြင်းတာသိသွားပြီဆိုရင်ကိုအချိန်တစ်ခုပိုင်းဖြတ်ဖို့အတွက်လိုအပ်တယ်အဲ့တော့ဘယ်နှစ်နှစ်အတွင်းမှာချမ်းသာခြင်းတာလဲဘလောက်ချမ်းသာခြင်းတာလဲနော်ဥပမာဘလောက်ရခြင်းတာလဲဘယ်အတိုင်းတာထိလဲတော့ကိုဒါသတ်မှတ်ချက်ထားရမယ်အဲ့တော့ဒီမျိုးတို့ဒီအနေနဲ့ပြောမယ်ဆိုရင် smart goal ပေါ့နော်တိကျတဲ့ပန်းနိုင်တိကျတဲ့ပန်းနိုင်လိုအပ်တာအဲ့တော့ချမ်းသာခြင်းနဲ့ချမ်းသာဖို့အတွက်ငါအလုပ်တွေလုပ်နေတာပဲဒါပေမဲ့အချိန်သတ်မှတ်မထားတဲ့အတွက်ကြောင့်မလို့ရောရဲနဲ့ okay ဒီနေ့ကတော့အေးစေးပဲနေ့ဖြတ်မှကြိုးစားလိုက်တော့မယ်ဒီနေ့တော့နည်းနည်းလေးလုပ်ချင်တယ်လို့မလုပ်ချင်တယ်လို့လေးလုပ်လိုက်အောင်မယ်အရန်လှတယ်အရန်လှတယ်โอเคဒီနေ့လှတယ်ပြောတာနဲ့ကျင်းနဲ့သွားပြီเนาะshare မပေးတော့ဘဲနဲ့စကားတွေပဲထိုင်ပြောနေလိုက်တော့မယ်ကျေးဇူးပါမနေသူရေကျေးဇူးပါနော်အဲ့တော့တိကျတဲ့ပန်းတိုင်းရှိသွားပြီဆိုရင်အချိန်မတတ်မှတ်ဘူးဆိုရင်ဒီမျိုးတို့တွေကဘာလုပ်လဲဆိုတော့မလေးစားဘူးလေနော်အဲ့တော့ငါချမ်းသာဖို့အတွက်လှုပ်နေတာပဲစိတ်အားလေးကနည်းနည်းလေးပြော့တယ်လေနော်အဲ့တော့ကိုကအချိန်တစ်ခုရဲ့အတွင်းမှာဥပမာငါ2နှစ်အတွင်းမှာသို့မဟုတ်3နှစ်အတွင်းမှာငါလိုချင်တဲ့ငွေကြေးပမာဏတစ်ခုအထိရအောင်ငါလုပ်ရမယ်အောင်မြင်မှုတစ်ခုရအောင်လုပ်ရမယ်လို့ကိုယ့်ရဲ့စိတ်မှာသတ်မှတ်ပြီးသွားပြီဆိုရင်အချိန်ကိုကန့်သတ်ထားတဲ့အတွက်ကြောင့်ငါမလုပ်ရင်မဖြစ်ဘူးနော်ငါမလုပ်ရင်မဖြစ်ဘူးနော်ဒီအချိန်မှမဖြစ်ဘူးဆိုလို့ရှိရင်ငါအောင်မြင်မှုနဲ့ဝေးသွားလိမ့်မယ်ငါချမ်းသာဖို့နဲ့ဝေးသွားလိမ့်မယ်ဆိုတဲ့စိတ်ရှိနေတဲ့ဥပမာပြင်းပြတဲ့ဆန္ဒပေါ့နော်ငါဒီ6လအတွင်းမှာမဖြစ်မနေငါဒီတစ်ခုကိုဖြစ်ရမယ်နော်ဒီအခြေအနေရရမယ်လို့သတ်မှတ်ထားတဲ့ပြင်းပြတဲ့စိတ်ဆန္ဒရှိမှကိုကအလုပ်တွေကိုပို့ပြီးတော့စိတ်ပါဝင်စားစွာနဲ့လုပ်နိုင်မှာကိုကအဲ့ဒီလိုမျိုးမဟုတ်ဘူးရတယ်ဘယ်ချိန်မှဖြစ်ကိစ္စမရှိဘူးလို့တွေးလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်အဲ့အလုပ်တွေကိုမလုပ်နိုင်တော့ဘူးเนาะဒီစိတ်ကလေးကလည်းစိတ်အားကလည်းပျော့သွားအောင်โอเคရတယ်ငါတော့ဒီလမ်းကြောင်းကိုသွားနေတာပဲဒါပေမဲ့မဖြစ်သေးရင်လည်းရတယ်โอเคနဲ့မင်္ဂလာပါမမိုးရေမနက်က like ကလေးခဏပဲကြည့်နိုင်တယ်နော်မနက်ကအင်ရှင်မဆိုတော့အိမ်အလုပ်လည်းလုပ်ရတယ်လीနော်အဲ့တော့အိမ်အလုပ်လုပ်ရင်းနဲ့ဖုန်းခဏဖွင့်ကြည့်လိုက်တဲ့အချိန်မှာမမိုးရဲ့ like ကလေးကိုတွေ့တယ်ခဏပဲကြည့်နိုင်တယ်နော်အဲ့တော့ဒီကိုကအချိန်တစ်ခုသတ်မှတ်ပြီးသွားပြီဆိုရင်လှနေရောတဲ့โอเคဒီနေ့အရန်ပျော်နေပြီเนาะဒီနေ့အရန်ပျော်နေပြီတွေ့တဲ့လူတိုင်းကလှတယ်လို့ပြောနေလို့နော်အဲ့တော့အချိန်တစ်ခုသတ်မှတ်ပြီးသွားပြီဆိုလို့ရှိရင်ပြင်းပြတဲ့ဆန္ဒနဲ့အလုပ်လုပ်ပါเนาะအဲ့တော့ပြင်းပြတဲ့ဆန္ဒနဲ့အလုပ်လုပ်မှဒီမျိုးတို့တွေကကိုသတ်မှတ်ထားတဲ့အချိန်အတွင်းမှာကိုသတ်မှတ်ထားတဲ့အချိန်မှာကိုလိုချင်တဲ့ပန်းနိုင်ကိုရောက်မှာကျေးဇူးတင်ပါတယ်တဲ့နော်အဲ့တော့ကိုလိုချင်တဲ့ပန်းနိုင်ကိုရောက်မှာအဲ့တော့လမ်းပြောင်းနေတယ်ဆိုတဲ့သူတွေနော်လမ်းပြောင်းနေတဲ့ဆိုတဲ့သူတွေအခုကိုယ်တိုင်ချရေးကြည့်လိုက်နော်ငါဘာဖြစ်ချင်တာလဲငါဘာရချင်တာလဲဆိုတာကိုချရေးကြည့်လိုက်နော်အဲ့ဒါကတော့လူတိုင်းသိတယ်နော်ကိုဘာဖြစ်ချင်မှမသိဘူးဆိုလို့ရှိရင်တော့လေဒီမျိုးနဲ့လာပြီးတော့ကိုချင်းယူလိုက်တော့နော်ကိုချင်းယူလိုက်တော့လာပြီးတော့တိုင်ပင်လိုက်တော့အဲ့တော့အားလုံးသိတယ်နော်ဒီမျိုးပြောတယ်လို့ပဲနော်သိတယ်ဒါပေမဲ့စိတ်မှာ stress တွေပြည့်နေတဲ့အခါကျတော့သေချာမမြင်နိုင်တာမသိဘူးလားဆိုတော့သိတယ်သိလားဆိုတော့မသိဘူးပေါ့နော်အဲ့လိုမျိုးဖြစ်နေတာအဲ့ဒါကြောင့်မလို့ကိုဖြစ်ချင်တဲ့အရာကိုအခုချပြီးတော့ရေးလိုက်ရေးပြီးတဲ့အချိန်မှာဥပမာငါတော့6လအတွင်းမှာတစ်ခုဘာဖြစ်ချင်လဲဘာရချင်လဲဥပမာ2နှစ်အတွင်းမှာ3နှစ်အတွင်းမှာဘာရချင်လဲဘာပိုင်ဆိုင်ချင်လဲအဲ့ဒီလိုမျိုးရဲ့နောက်မှာเนาะအချိန်တစ်ခုကန့်သက်ပြီးတော့ပြင်းပြတဲ့ဆန္ဒဥပမာဒါဒီမျိုးလို့ဆိုလို့ရှိရင်အင်ရှင်မတွေပဲလေเนาะဒါအခုဒီမျိုးရဲ့ live ထဲမှာကြည့်နေတဲ့သူတွေဆိုရင်လည်းအင်ရှင်မတွေပဲเนาะအဲ့တော့အင်ရှင်မတွေမှာဒီအရန်လေးစားအားကြရတဲ့အင်ရှင်မတွေเนาะဘာလို့လဲဆိုရင်အိမ်မှာခလေးလည်းရှိတယ်เนาะပြီးတော့အိမ်မှုကိစ္စတွေကိုလည်းလုပ်ရတယ်အဲ့ဒီအထဲမှာမှကိုယ့်ရဲ့ရည်ရွယ်ချက်ကိုယ့်ရဲ့ရည်မှန်းချက်တစ်ခုအတွက်လာပြီးတော့ personal brand တည်ဆောက်နေတာเนาะဒါ teacher နေသူတို့teacher မိုးတို့เนาะဒီမမပြပြတို့ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ရည်မှန်းချက်เนาะမဆန္ဒလင်းတို့ဆိုရင်လည်းပညာတွေအများကြီးလေ့လာစီးပူးပြီးတော့ကိုယ်လိုချင်တဲ့နေရာရောက်အောင်လို့စိတ်ချမ်းသာမှုတွေရအောင်ပျော်ရွှင်မှုတွေရအောင်ငွေကြေးတွေအဆင်ပြေအောင်ဆိုပြီးတော့ကိုယ့်ရဲ့ရည်မှန်းချက်အတွက်เนาะပညာတွေကိုလေ့လာစီးပူးပြီးတော့ကိုလုပ်တဲ့အလုပ်တွေကိုလုပ်နေတာเนาะအဲ့တော့အိမ်အလုပ်တစ်ဖက်မအားဘူးเนาะပြီးတော့ခလေးတစ်ဖက်နဲ့ခလေးဆိုလဲဝေယဝိဆတွေလုပ်ပေးရတယ်အဲ့ဒီကြားထဲမှာမှလမ်းလေးတွေလုပ်တယ်သင်ယူလေ့လာမှုတွေလုပ်တယ်ပြီးတော့ကိုရဲ့เนาะတန်းတိုင်အတွက်လာပြီးတော့ဒီမှာsharing တွေလုပ်ပေးတယ်เนาะပြီးတော့ဒီ
ဘောနော်ကျေးဇူးတင်ပါတယ်เนาะအဲ့တော့ကိုယ့်ရဲ့sharing တွေလုပ်ပေးတယ်ပြီးတော့ကိုယ့်ရဲ့ကြီးမန်းချက်အတွက်လာပြီးတော့အလုပ်တွေလုပ်နေနိုင်တယ်เนาะဒါတကယ်ဂုဏ်ယူဖို့ကောင်းတယ်ပေါ့နော်အဲ့တော့တချို့အင်ရှင်မတွေဆိုလို့ရှိရင်တော့ရှိမယ်เนาะငါမှတော့ဖြစ်ချင်တဲ့အရာရှိတယ်လုပ်ချင်တဲ့အရာတွေရှိသေးတယ်ဒါပေမဲ့ဘာလုပ်လဲဆိုတော့အခုလာပြီပေါ့နော်အဲ့တော့အချိန်ဆွဲတာရဲ့အကြောင်းပြချက်ပေးတာရဲ့เนาะအဲ့ဒီအထက်မှာမျိုးတို့လည်းပါတယ်ပါလားတစ်ခါတလေပါတယ်လေเนาะခါလေးကြရင်ဒီနေ့တော့ like ကလေးမထွက်တော့ပါဘူးဟဲ့เนาะအဲ့တော့တစ်ခါတလေဒီနေ့တော့ငါအလုပ်တွေရှုပ်နေတယ်စာလေးမဖတ်လိုက်တော့ပါဘူးဝယ်เนาะအဲ့လိုမျိုးစာမဖတ်ဖြစ်တဲ့အရာတွေရှိတယ် like မထွက်ဖြစ်တာတွေရှိတယ်ပြီးတော့ကိုအလုပ်လုပ်နေရင်းနဲ့မျိုးတို့တစ်ခါမှာ social မှာမျောသွားတဲ့အရာတွေရှိတယ်เนาะဘာလုပ်တာလဲဆိုလို့ရှိရင်အချိန်ဆွဲတာအဲ့တော့ဖုန်းဖွင့်ပြီးတော့เนาะငါရဲ့ page တွေကိုဝင်ပြီးတော့ post လေးတစ်ခုလောက်တင်အောင်မယ်လို့ဖုန်းကောက်ကင်လိုက်လို့ရှိရင် social မှာမျောသွားတာရှိတယ်เนาะပြီးတော့စာဖတ်ဖို့ဆိုရင်နေအောင်ပြီးတော့မှဖတ်မယ်တော့ live လွှင့်ဖို့ဆိုရင်တစ်ခါတလေစီမျိုးဖြစ်တတ်တယ်เนาะမနေ့ဆိုရင်မနေ့လွှင့်မယ်ဆိုရင်ညနေမှလွှင့်လိုက်တော့မယ်ဟဲ့ညနေကျတော့လေမီးပြတ်နေတော့ live မလွှင့်တော့ပါဘူးခဲဆိုအဲ့လိုမျိုးအချိန်ဆွဲတာတွေရှိတတ်တယ်เนาะအဲ့တော့အချိန်ဆွဲတယ်ပြီးတော့စင်ကြေပေးတယ်เนาะအဲ့တော့အရင်ရက်ကဆိုရင်လည်းဒါစင်ကြေပေးတာပေါ့နော်ဒီမျိုးတစ်ပတ်လုံး live မထွက်နိုင်ဘူးဘာကြောင့်လဲဆိုရင်ကိုယ့်ရဲ့ဒီမိသားစုထဲမှာကျန်းမာရေးကိစ္စဖြစ်တယ်ပေါ့နော်ကျန်းမာရေးကိစ္စဖြစ်တဲ့အတွက်ဒီစေယုံကိစ္စနဲ့ပေါ့နော်အလုပ်ရှုပ်တယ်ကိုသွားစရာတော့မလိုဘူးပေါ့နော်ကိုကအိမ်ကနေ support ပေးရတာပေါ့ဒါပေမဲ့ကျန်တဲ့အားတဲ့အချိန်မှာ live မထွက်လို့ရလား live ထွက်လို့ရလားဆိုရင်ရတယ်နော်ထွက်မယ်ဆိုရင်ထွက်လို့ရတယ်သို့ပေမဲ့မထွက်တော့ပါဘူးလေဆိုပြီးတော့တစ်ပတ်လောက်စင်ကြေပေးတယ်အဲ့ဒါဆိုလို့ရှိရင်ဒီမျိုးတို့ကိုချထားတဲ့ smart goal ပေါ့နော်တိကျတဲ့ပန်းတိုင်အဲ့ဒီပန်းတိုင်ကိုရောက်ဖို့အတွက်ဝေးနေအောင်ပါပဲအဲ့တော့ဒီမျိုးတို့အချိန်တစ်ခုသတ်မှတ်ထားတယ်လေငါတော့အချိန်ဘယ်လောက်ကြာတဲ့အခါမှာဘာဖြစ်ချင်တယ်ဘာရချင်တယ်လို့သတ်မှတ်ပြီးတော့ဒီနေ့တော့အကြောင်းရှိလို့မလုပ်တော့ဘူးငါရဲ့အလုပ်ကိုနော်နောက်နေ့တော့အကြောင်းရှိလို့မလုပ်သေးဘူးဒီနေ့တော့ထားလိုက်ပါဦးမယ်လေအခုအချိန်ကရပါသေးတယ်ထားလိုက်အောင်မယ်ဆိုပြီးတော့အချိန်ဆွဲတာများသွားတဲ့အချိန်မှာဆိုရင်ကိုလိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့အတွက်မလွယ်ကူတော့ဘူးခက်ခဲသွားရောเนาะအဲ့တော့ကြာလာတဲ့အခါကျတော့เนาะကိုဖြစ်ချင်တဲ့အရာကိုသတ်မှတ်ထားတဲ့အချိန်မှာလည်းမဖြစ်ပေါ့ဒီຢာကြီးကမဖြစ်နိုင်ပါဘူးဟဲဆိုပြီးတော့ကိုယုံကြည်မှုမရှိတော့ဘူးကိုယုံကြည်မှုမရှိတဲ့အတွက်ကြောင့်ဗာလဲဒီຢာငါနဲ့တင်တော်တဲ့အရာမဟုတ်ဘူးငါဖြစ်နိုင်တဲ့အရာမဟုတ်ဘူးငါမလုပ်နိုင်ဘူးဆိုတဲ့စိတ်နဲ့เนาะအဲ့လိုမျိုးနေလိုက်တဲ့အခါမှာအဲ့ဒီအလုံးမဟုတ်ဘဲနဲ့ဒါငါရဲ့တိကျတဲ့အလုံးမဟုတ်ဘူးဆိုပြီးတော့နော်ဒါငါရဲ့ထိကြတဲ့အလုံးမဟုတ်ဘူးငါနဲ့တင့်တော်တဲ့အလုံးမဟုတ်ဘူးဆိုပြီးတော့တစ်ခါလမ်းပြောက်သွားပြန်အောင်ငါဘယ်တာပြန်ပြီးတော့လုပ်ရမလဲကိုတာလုပ်ရမလားဒီတာလုပ်ရမလားတချို့ဆိုရင်အလုပ်တစ်ခုကိုဆွဲမြဲမလုပ်ဖဲနဲ့စနလုပ်တဲ့သူတွေအဲ့တော့အစမှာတော့ကောင်းတယ်လေစပြီးတော့လုပ်ကြည့်လိုက်တယ်နည်းနည်းလေးဒီကိုအတွက်ပုံထားတာများလာတယ်ခက်ခဲတယ်လဲထင်ရောအဲ့ဒီရောက်မလုပ်ချင်တော့ဘူးချခဲ့လိုက်တယ်နောက်တစ်ခုစပြီးတော့လုပ်တယ်ဒါစမျိုးလိုမျိုးပေါ့နော်ကို့အတွက်ဒီမှန်ကန်တဲ့အလုပ်မဟုတ်တာလည်းဖြစ်ချင်ဖြစ်မယ်တို့ပေမဲ့ကိုယ့်ရဲ့စူးစမ်းအားထုတ်မှုအားနေတာလည်းဖြစ်နိုင်မယ်အဲ့တော့ကိုကဒေတာစူးစမ်းအားထုတ်မှုမလုပ်ဘဲနဲ့တော့ရေရှည်ဒီအလုပ်တစ်ခုကိုလုံးမကြည့်ဘဲနဲ့ကို့အတွက်မဖြစ်နိုင်ပါဘူးမရနိုင်ပါဘူးမလုပ်နိုင်ဘူးတချို့ကြတော့လုံးတောင်လုံးမကြည့်ရသေးဘဲနဲ့တော့မရဘူးမဖြစ်နိုင်ဘူးမလုပ်နိုင်ဘူးဆိုပြီးတော့အဲ့ဒီမှန်ကန်တဲ့အလုပ်တွေကိုဖယ်ချခဲ့ပြီးတော့လမ်းပြောင်းနေတာလည်းရှိတယ်ဒါကြောင့်ကိုကဒေတာပြန်ပြီးတော့စမ်းစစ်ရမယ်အဲ့တော့အဓိကအချိန်ဆွဲခြင်းအဲ့တော့ဒီမျိုးတို့ဒီအများစုဆိုရင်သိတယ်နေ့စဉ်ကိုလုပ်တဲ့အလေးအကျင့်လေးတွေကနေပြီးတော့ကိုယ့်ရဲ့အလေးအထတွေဖြစ်လာတယ်အလေးအကျင့်လေးတွေကိုနေ့တိုင်းလုပ်နေတဲ့အလုပ်ကလေးတွေဥပမာတချို့လေ့ကျင့်ခန်းလုပ်တဲ့သူဆိုလို့ရှိရင်လေ့ကျင့်ခန်းမလုပ်ဘဲဒီရက်တွေနှစ်တွေကြာလာပြီဆိုရင်မနေနိုင်တော့ဘူးစိတ်ထဲမှာတစ်ခုလိုနေတယ်လို့ထင်တယ်ပြီးတော့ဒီမျိုးတို့အခုဒီစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့အလုပ်လုပ်နေတဲ့သူတွေနေ့စဉ်နဲ့အမျှမနဲ့မိုးလင်းအိပ်ရာနိုးတဲ့အချိန်မှာတရားထိုင်နေကြသူတွေတရားထိုင်လိုက်တယ်ဆိုရင်စိတ်ကလေးမှာတည်ငြိမ်သွားတယ်အေးချမ်းသွားတယ်တနေ့ကုန်မှာနေလို့အရန်အဆင်ပြေတယ်အဲ့လိုမျိုးပဲတနေ့မှာမနဲ့မှာပေါ့နော်ကိုလုံးစရာရှိတဲ့အလုပ်လေးတစ်ခုကိုမလုပ်ရတဲ့အချိန်မှာစိတ်ထဲမှာဘလို့နေလဲအဲ့တော့ငါဒီနေ့အဲ့ဒီအလုပ်ကလေးကိုမလုပ်လိုက်ရဘူးမလုပ်ဖြစ်သေးဘူးလုပ်ရအောင်မယ်ဆိုတဲ့စိတ်ရှိလာတယ်စိတ်ပူပင်လာတယ်ဒါအရှင်မတွေဆိုရင်လည်းသိလိမ့်မယ်အဲ့တော့ကိုဒီနေ့အိမ်တာဝန်အလုပ်တွေလုပ်နေရတာရှိတယ်အဲ့တော့အိမ်တာဝန်ဘာတွေလုပ်လဲတန်ရှင်းလုပ်ရတယ်အဝတ်လျှော်ရတယ်သမင်းဟင်းချက်ရတယ်
အဲ့ဒီလိုမျိုးပဲเนาะငါဒီနေ့တော့တန်ရှင်းရေးမလုပ်ရသေးဘူးဆိုရင်ငါအိမ်မှာတန်ရှင်းရေးမလုပ်ရသေးဘူးတော့ကြဧည့်သည်လာလို့ရှိရင်ဧည့်သည်မလာရင်တော့တန်ရှင်းရေးကလုပ်ရအောင်မယ်အိမ်မှာရှုပ်ပွားနေတယ်เนาะအဝတ်စားတွေဆိုရင်လည်းဟာလျှော်စရာတွေရှိသေးတယ်မလျှော်ရသေးဘူးလုပ်ရအောင်မယ်เนาะထမင်းချက်ရင်လည်းဒီတိုင်းပဲထမင်းအချိန်မီစားဖို့အတွက်ငါမချက်ရသေးဘူးချက်ရအောင်မယ်အချိန်ကတော့ခဏတော့ဆွဲတတ်တာပဲလေနော်ရသေးတယ်တနားရီလောက်ကြာမှငါလုပ်လို့ရသေးတယ်2နာရီကြာမှလုပ်လို့ရသေးတယ်ဒါပေမဲ့စိတ်ထဲမှာတော့အဲ့ဒါကြီးကရှိနေတယ်လုပ်ရအောင်မယ်ဆိုတာရှိနေအဲ့ဒါတွေကဘာလဲနေ့စဉ်ဒီမျိုးလိုလုပ်နေတယ်အလေးအကျင့်တွေကနေပြီးတော့အလေးအထားတွေဖြစ်နေတာမလုပ်ရင်မဖြစ်ဘူးလုပ်ရအောင်မယ်ဆိုတော့ဒီအတိုင်းပဲဒီမျိုးတို့တွေအခုကိုသိနေပြီ set aware နဲ့ပေါ့နော်ကိုဘာလုပ်ရမလဲကိုဘာလို့ချင်တာလဲသိနေပြီဆိုရင်အဲ့ဒါကိုနေ့တိုင်းလေးပုံမှန်အဲ့ဒီအတွက်နည်းနည်းနဲ့ထည့်လုပ်သွားပြီဆိုရင်အချိန်ကြာလာတဲ့အခါမှာအလေးအကျင့်တွေဖြစ်လာပြီးတော့နော်အလေးအကျင့်တွေဖြစ်လာငါထားလုပ်ရအောင်မယ်ငါထားလုပ်တဲ့နဲ့ဆိုတာသိနေပြီဆိုလို့ရှိရင်အဲ့ဒီအတိုင်းနေ့တိုင်းလှုပ်ဆောင်သွားတဲ့သူတွေဒါအောင်မြင်မှုတွေကိုရရှိတာကိုလိုချင်တဲ့အရာတွေကိုရအောင်ယူနိုင်တာအဲ့တော့ဒီစပြီးတော့လုပ်တဲ့အချိန်မှာဆိုရင်တော့အခက်အခဲတွေရှိတာပေါ့နော်စပြီးတော့လေအလေးအကျင့်တစ်ခုကိုပြောင်းတော့မယ်ဆိုလို့ရှိရင်အခက်အခဲတွေရှိတယ်ဒါပေမဲ့အဲ့ဒီအခက်အခဲတွေကိုဒီမျိုးတို့အဓိကကဘာနဲ့ကြော်ဖြတ်မလဲဆိုလို့ရှိရင်ဒီမျိုးတို့စိတ်နဲ့ကြော်ဖြတ်လို့ရတယ်နော်ကိုပြန်ပြီးတော့တတိပေးတာနှိုးဆော်တာအဲ့လိုမျိုးနဲ့ကြော်ဖြတ်လို့ရတယ်အဲ့တော့ဒီမျိုးလဲဒီလိုမျိုးပဲပေါ့နော်ပန်းနိုင်တစ်ခုချလိုက်တယ်ဥပမာငါကတော့ဒီ online ပေါ်မှာ knowledge sharing နဲ့လာပြီးတော့အလုပ်လုပ်ချင်တယ်အဲ့လိုမျိုးလေးကိုပန်းနိုင်တစ်ခုချပြီးတဲ့အချိန်မှာနော်ဒီ online ပေါ်မှာလာပြီးတော့ knowledge sharing တွေလုပ်နိုင်ဖို့ဆိုလို့ရှိရင်ကိုယ်တိုင်ဘာလုပ်ဖို့လိုလဲဆိုရင်ကိုအရင်ဖြည့်ဖို့လိုတယ်။ဘာတွေဖြည့်ရလဲဆိုလို့ရှိရင်သင်တန်းတွေတက်ရတယ်ပြီးတော့စာတွေဖတ်ရတယ်နော်လေ့လာမှုတွေလုပ်ရတယ်အဲ့လိုမျိုးတွေကိုဖြည့်နေမှာအခုလိုမျိုးလာပြီးတော့ knowledge sharing ပြန်ပြီးတော့ပြောပြပေးနိုင်မှာစကားတွေပြောနိုင်မှာအကယ်၍ငါကတော့လုပ်ချင်တဲ့နေ့စဉ်နဲ့အမျှနော်စာလည်းမဖတ်ဘူးအဲ့လိုမျိုးအသိပညာတွေကိုမယူဘူးသင်တန်းတွေလည်းမတက်ဘူးဆိုရင်အခုလိုမျိုးလာပြီးတော့ပြောနိုင်ဖို့အတွက်မလွယ်ကူဘူးဒါကြောင့်မလို့ကိုလှုပ်ချင်တဲ့အလုပ်နော်ကိုဖြစ်ချင်တဲ့အရာအတွက်နေ့စဉ်တစ်နေ့နည်းနဲ့ကိုလှုပ်ဆောင်လာတဲ့အရာတွေကတဖြည်းဖြည်းနဲ့အချိန်ကြာလာတဲ့အခါမှာဆိုလို့ရှိရင်ကိုရဖို့အတွက်ပို့ပြီးတော့နီးစပ်လာမှာပန်းနိုင်နဲ့ပို့ပြီးတော့နီးလာမှာအဲ့တော့အဲ့ဒီလိုမျိုးလုပ်ဖို့အတွက်အစဆိုရင်အလေးအကျင့်နော်မရှိသေးတဲ့အချိန်မှာအများဆုံးပြတ်တယ်ပေါ့နော်အဲ့တော့ဒီမျိုးလို့ဆိုရင်လည်းနေ့စဉ်ကိုဘာလုပ်နေလဲနှိုးဆော်နေရတယ်မနဲ့မိုးလင်းလာတာနဲ့ငါဒီနေ့ဘာလို့ဆရာရှိတယ်နော်ဥပမာငါဒီနေ့စာဖတ်ရမယ်နော်ဒါplan ချပြီးတော့အလုပ်လုပ်တဲ့လူတွေဆိုရင်လည်းဒီနေ့ဘာလုပ်ရမယ်ဒီနေ့ဘာစာတွေဖတ်ရမယ်ဘာတွေပြီးအောင်လုပ်ရမယ်ဥပမာအိမ်အလုပ်ဆိုရင်လည်းဘာတွေလုပ်ဆရာရှိတယ်ဘာတွေလုပ်ရမယ်ကိုယ့်အလုပ်ကိုကြိုးပြီးတော့အစီအစဉ်ချတယ်လို့ပဲကိုယ့်ရဲ့ပန်းတိုင်အတွက်နော်အစီအစဉ်တွေကြိုးပြီးတော့ချရမယ်ဥပမာနော်မနေ့ပြန်ကိုငါရဲ့ပတ်စံပို့ပြီးတော့တိုးပွားဖို့အတွက်နော်ပတ်စံတွေပို့ပြီးတော့တိုးပွားဖို့အတွက်ငါဝင်ငွေလမ်းပေါက်တွေပို့ပြီးတော့ရဖို့အတွက်ငါဘာတွေသိတင်လဲငါဘာတွေလုပ်ရမလဲတန်ဖိုးရှိလိုက်တာတဲ့အများကြီးရလက်ကောင်းတွေပါနော်တဲ့ကျေးဇူးပါတော့ငါဘာတွေလုပ်ရမလဲဘသူတွေနဲ့စကားပြောဖို့လိုလဲနော်ပြီးတော့ဘယ်ပညာတွေကိုငါလေ့လာရမလဲပြီးတော့ငါကိုယ်တိုင်စပြီးတော့ဘာတွေလုပ်သင့်လဲအဲ့လိုမျိုးတွေပြန်ပြီးတော့တွေးရမယ်တွေးပြီးတော့အဲ့လိုမျိုးလုံးလိုက်ခါမှာတကယ်ရလက်တွေစပြီးတော့ရလာမှာအဲ့တော့တချို့ကြတော့ဒါစီမျိုးတို့အရင်တုန်းကဆိုရင်တဖြည်းဖြည်းနဲ့အခုဖြတ်တန်းလာခဲ့တဲ့ကာလပေါ့နော်ဒီပညာတွေဆိုရင်လည်းလေ့လာတဲ့စာအုပ်လေးတွေလည်းဖတ်တယ်နေ့စဉ်နဲ့အများမဟုတ်ရင်တော့မှပဲတတ်နိုင်တဲ့လောက်စီမျိုးတို့ဒီပညာတွေကိုလေ့လာတယ်စာတွေဖတ်နေတယ်ဖတ်တယ်သိတဲ့အတိုင်းလိုက်ပြီးတော့ကြည့်ကြံကြည့်တယ်လုပ်ကြည့်တယ်အဲ့လိုလုပ်တဲ့အခါမှာတကယ်ကိုလည်းရလက်လေးတွေရလာတယ်အခုနောက်ပိုင်းဆိုရင်ဒီမျိုးကိုယ်တိုင်ပေါ့နော်ထူးခြားမှုတစ်ခုလေးရလာတယ်အဲ့ဒါဘာလဲဆိုရင်ဒီမျိုးအရင်တုန်းကအားလုံးသိတယ်ဒီမျိုးကြောက်တတ်တယ်ရှက်တတ်တယ်တခုခုဆိုရင်မလုပ်ရဲဘူးဆိုတဲ့နေရာကနေတဖြည်းဖြည်းအခုလိုမျိုးစကားပြောရဲလာတယ်အခုနောက်ပိုင်းဒီမျိုးပါထပ်ပြီးတော့ဖြည့်လာတယ်ဆိုလို့ရှိရင်ဒီမျိုးငွေကြေးနဲ့ပတ်သက်ပြီးတော့လေ့လာတယ်လေ့လာပြီးတဲ့အချိန်မှာဒါစမျိုးကြွားဝါခြင်းမဟုတ်ပါဘူးအဲ့တော့စမျိုးကိုယ်တိုင်ဒီပညာလေးတွေကိုလေ့လာပြီးတဲ့အချိန်မှာဒီစာဖတ်လိုက်တဲ့အကျိုးအားကြောင့်ဘာတွေလုပ်လို့ရှိရင်ငွေကိုဘယ်လိုပြန်ပြီးတော့ရင်းနှီးမြှုပ်နှံမှုလုပ်လို့ရတယ်ဘယ်နေရာတွေမှာရင်းနှီးမြှုပ်နှံမှုလုပ်လို့ရတယ်ဆိုတာကိုဒီမျိုးသိလာတယ်သိတဲ့အတိုင်းဒီမျိုးသိရင်သိတဲ့အတိုင်းမနေဘူးဒီမျိုးလိုက်ပြီးတော့ဆက်စုတယ်ဆက်စုတယ်ဆိုတာဒီမျိုးနဲ့နှိစက်တဲ့ပတ်ဝန်းကျင်စီးပွားရေးလုပ်နေတဲ့သူတွေသူတို့စီကိုသွားပြီးတော့မေးတယ်နော်သူတို့အလုပ်တွေကိုဘယ်လိုလုပ်လဲနော်ဒီငွေကြေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်သူတို့ဒီတိုးပွားအောင်ဘယ်လိုတွေလုပ်နေလဲပြီးတော့ကိုလမ်းပေါက်ရှိလာတဲ့နေရာမှာဘ
သူ့ကိုဘယ်လိုပြောပြီးတော့ဘယ်လိုလေးကိုနဲ့ပေါင်းဆက်ပြီးတော့လုပ်ရမလဲအဲ့ဒါကိုဇင်မျိုးမကြောက်တော့ဘူးပေါ့နော်မကြောက်ဘဲနဲ့သူတို့ကိုသွားပြီးတော့ပြောတယ်ပြောပြီးတဲ့အချိန်မှာဆက်ဒီလိုမျိုးစကားပြောကြည့်လိုက်တယ်ပေါ့နော်အဲ့တော့သူနဲ့ကိုနဲ့ကိုက်နေတဲ့အချိန်မှာ okay စီးပွားရေးတစ်ခုကဖြစ်မြောက်သွားပြီအဲ့တော့ကိုအနားမှာသိရသူတယောက်ရှိကိုသွားပြီးတော့သူတို့ရဲ့လုပ်ငန်းတွေကိုကိုစုံစမ်းတယ်သူတို့ငွေချင်းနဲ့ပတ်သက်ပြီးတော့သူတို့ဘလို့လောက်တာဘလို့တွေဖြတ်တန်းရတာဘလို့အခက်အခဲတွေတော့ရှိတယ်အဲ့ဒါကိုမေးကြည့်လိုက်တဲ့အချိန်မှာတကယ်ပြင်းပကနေပြီးတော့အသိပညာတွေရလာတယ်ဒါကြောင့်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဆိုရင်အရင်တော့ကစင်မျိုးတို့တွေကတန်းနိုင်ရှိတယ်လေငါချမ်းသာခြင်းနဲ့ချမ်းသာခြင်းတဲ့နေရာကနေပြီးသွားပြီအဲ့တော့ချမ်းသာဖို့တော့အလုပ်တွေလုပ်နေတယ်လူတိုင်းလုပ်တယ်လေနော်အခုလူတိုင်းမှာအလုပ်တစ်လုပ်စီကိုစီရှိကြမှာပဲလေနော်အဲ့တော့တစ်ခုထက်မကတဲ့အလုပ်တွေလည်းရှိနေတယ်ရင်းနှီးမြှုပ်နှံထားတဲ့သူတွေလည်းရှိနေတယ်အဲ့တော့ရင်းနှီးမြှုပ်နှံတယ်ဆိုတာကို့မှာအသိပညာတွေရှိလို့အသိတွေရှိလို့ဒီငွေကြေးတွေတိုးပွားလာဖို့အတွက် financial freedom အတွက်ဒီပတ်စံတွေကိုရင်းနှီးမြှုပ်နှံနေတာဒါအသိရရှိလို့ပေါ့အဲ့တော့ကိုအသိပညာမကြွယ်ဝခင်တုန်းကဒီမျိုးတို့တွေရင်းနှီးမြှုပ်နှံမှုတွေမလုပ်ဘူးငွေကိုစီမံခန့်ခွဲမှုမလုပ်ဘူးအဲ့ဒီလိုမျိုးကိုယ့်ရဲ့ပတ်ဝန်းကျင်ကသူတွေစီမှာငွေကြေးနဲ့ပတ်သက်ပြီးတော့ဘလို့တိုးပွားအောင်လုပ်ရမလဲဆိုတဲ့စုံစမ်းမှုတွေမလုပ်ဘူးပြီးတော့ကိုဘယ်လိုလုပ်ရင်ငွေတွေပို့ပြီးတော့တိုးပွားမလဲဆိုပြီးတော့ကိုယ့်ရဲ့ပါတနာတွေတိုက်ပြီးတော့မရှာဖွေဘူးအဲ့ဒီတော့ကိုယ့်ရဲ့ငွေကအလုံးလုံးနေပေမဲ့တနေရာတွေကနေပဲဝင်လာတယ်အဲ့တော့တနေရာတွေကနေဝင်လာတယ်ဆိုအဲ့ဒီငွေလေးကိုစီမံခန့်ခွဲပြီးတော့သုံးရတယ်ရတဲ့ပတ်စံလေးကိုစုနဲ့စုတဲ့ပတ်စံလေးကနည်းနည်းလေးပဲတိုးပွားအောင်မလုပ်ဘူးဆိုလို့ရှိရင်ဒီမျိုးတို့ financial freedom ဖြစ်ဖို့အတွက်ငွေကြေးတွေပို့ပြီးတော့များဖို့အတွက်ကိုဒီငွေတွေကိုလွတ်လပ်စွာသုံးစွဲနိုင်ဖို့အတွက်ကိုဘဝကရှေ့ကြနေအောင်မှာအဲ့တော့ဒီမျိုးတို့အသိပညာတွေရလာတယ်သိတဲ့အတိုင်းကိုယ့်ရဲ့ပတ်ဝန်းကျင်ကသူတွေကိုသွားပြီးတော့ဆွေးနွေးတယ်ကိုယ့်ရဲ့ဘေးနားကသူတွေနဲ့တိုင်ပင်တယ်ဘာတွေလုပ်ရင်ဘလို့အဆင်ပြေနိုင်လဲအဲ့လိုလုပ်တဲ့အချိန်မှာကို့မှာလမ်းတွေပို့ပြီးတော့ပွင့်လာတယ်ပို့ပြီးတော့ပွင့်လာတယ်အဲ့လိုပွင့်လာပြီဆိုလို့ရှိရင်ကိုလိုချင်တဲ့ပန်းနိုင်ရောက်ဖို့အတွက်ဒီမျိုးတို့စ조사အားထုတ်မှုရှိနေပြီဘလောက်အတွင်းမှာတတ်မှတ်ထားပြီဆိုရင်အဲ့ဒါကမဖြစ်နိုင်စရာအကြောင်းမရှိတော့ဘူးเนาะအဲ့တော့ဒီမျိုးရဲ့ live ထဲမှာကြည့်နေတဲ့သူတွေဒါမမဖြူပြလို့ဆိုရင်လည်းသိတယ်ပေါ့နော်ဒီကိုယ့်ရဲ့စိတ်ကိုအေးချမ်းအောင်လည်းလုပ်နေတယ်ငွေကြေးအတွက်လည်းတတ်နိုင်သလောက်ရင်းနှီးမြှုပ်နှံမှုတွေလုပ်နေတယ်အလုပ်တွေလုပ်နေတယ်တော့ဒါဆိုလို့ရှိရင်တတ်မှတ်ထားတဲ့အချိန်တစ်ခုအတွင်းမှာကိုလိုချင်တဲ့ဘဝကိုရမှာပဲเนาะရမှာပဲအဲ့တော့ဒီမျိုးကိုယ်တိုင်လည်းเนาะဒါကြောင့်ကိုယ်တိုင်သိတယ်เนาะပြီးတော့ဒီအများစုပေါ့နော်ဒီစမျိုးရဲ့ live ထဲကိုဝင်ပြီးတော့နားထောင်နေတဲ့သူတွေဆိုရင်အေးသူပြောတဲ့အရာတွေကိုငါသိတယ်ဒါပေမဲ့စမျိုးတို့အသိတွေကနေ attack ဖြစ်မလာဘူးသိတဲ့အရာကိုတစ်ခုချက်ချင်းစပြီးတော့အပြင်မှာပြောင်းလဲကြည့်လက်တွေလိုက်ပြီးတော့လှုပ်ဆောင်ကြည့်ဥပမာနော်ငါတစ်နေ့ဘာလုပ်ရမယ်ဆိုတာငါသိနေတာပဲနော်တစ်နေ့ငါဒီနေ့လမ်းလေးတစ်ခုလုပ်ရမယ်အမမဟုတ်ရင်ငါဒီနေ့ငါရဲ့အလုပ်တွေကိုစူးစမ်းပြီးတော့လုပ်ရမယ်သိနေတာပဲသိနေပြီဆိုရင်ကိုယ့်ကိုယ်နှိုးဆော်ရမယ်ငါဘာလုပ်ရမယ်နော်ဒီနေ့ငါစာဖတ်ရမယ်နော်ဒီနေ့ပြီးတော့ငါအသိပညာတွေယူရမယ်နော်ငါဒီနေ့ live တွေလွှင့်ရမယ်နော်ပြီးတော့ငါဒီနေ့ငွေကြေးနဲ့ပတ်သက်ပြီးတော့ငါဘယ်သူနဲ့တွားပြီးတော့ငါစကားပြောကြည့်သင့်လဲဘယ်သူစီကနေတွားပြီးတော့ငါအသိပညာတွေယူသင့်လဲဘယ်သူနဲ့မေးသင့်လဲငါဘာတွေလုပ်သင့်လဲသိနေပြီဆိုရင်ကိုယ့်ကိုယ်နှိုးဆော်ပြီးတော့အဲ့ဒီအလုပ်လေးတွေကိုလုပ်ကြည့်လို့ရှိရင်အခွင့်အလမ်းတွေတွေ့လာလိမ့်မယ်အခွင့်အလမ်းတွေကနေမှဒီမျိုးတို့ပန်းတိုင်ကိုလိုချင်တဲ့နေရာကိုမြန်ဆက်ရောက်အောင်ပို့ပေးနိုင်မှာเนาะအဲ့ဒါကြောင့်လိုချင်တယ်ရချင်တယ်ဖြစ်ချင်တယ်ဆိုပြီးတော့အသိပညာတွေတော့ရှိတယ်အတတ်ပညာဖြစ်အောင်မလုပ်ဘူးမဟုတ်တော့ပဲထိုင်နေတယ်ဆိုလို့ရှိရင်အဲ့ဒီကိုလိုချင်တဲ့ပန်းတိုင်ကိုချထားတဲ့ပန်းတိုင်တတ်မှတ်ထားတဲ့ပန်းတိုင်ကလည်းရောက်ဖို့အတွက်မလွယ်ကူဘူးဒါကြောင့်မလို့ကိုကเนาะလိုချင်ပြီရချင်ပြီဖြစ်ချင်ပြီဒီလောက်အတွင်းမှာလိုချင်တယ်ဆိုလို့ရှိရင်ကိုယ်တိုင်လမ်းစာတွေစပြီးတော့ဖွင့်မှာနီးလန်းတွေရှာပါအသိပညာတွေကိုလေ့လာစီးမှုပါဒါဆိုလို့ရှိရင်เนาะဒီမျိုးတို့လမ်းပြောက်စရာမရှိတော့ဘူးလေเนาะငါပန်းနိုင်အတွက်နေ့တိုင်းငါစာတွေဖတ်နေတယ်ငါ live တွေလွှင့်နေတယ်ပြီးတော့ငါအသိပညာတွေယူနေတယ်เนาะပြီးတော့ငါစီးပွားရေးနဲ့ပတ်သက်တဲ့အသိပညာတွေယူတယ်ပြီးတော့အလုပ်တွေလုပ်နေတယ်ရင်းနှီးမြှုပ်နှံမှုတွေလုပ်နေတယ်ကိုယ့်ရဲ့ပန်းနိုင်ကိုသွားနေတဲ့အတွက်လမ်းပြောက်မှုဆိုတာလည်းမဖြစ်တော့ဘူးเนาะအဲ့တော့လမ်းပြောက်မှုဆိုတာမဖြစ်တော့ဘူးဆိုရင်လမ်းပြောက်စရာအကြောင်းလည်းမရှိတော့ဘူးတခုရှိတာကတော့ဒီမျိုးတို့ကိုအဲ့လိုမျိုးတတိပေးဖို့လိုအပ်တယ်တစ်ခါတလေမှကြတော့เนาะဒီမျိုးတို့စိတ်ဆိုတာအများနဲ့တက်ကြွနေတာမရှိဘူးလေเนาะစိတ်ဓာတ်ကျနေတဲ့အချိန်လည်းရှိမယ်ဒီစိတ်အားထက်သန်နေတဲ့အချိန်လည်းရှိမယ်အဲ့တော့စိတ်ဓာတ်ကျနေတဲ့အချိန်မှာကြတော့အလုပ်တွေလုပ်ရတာလုပ်ဖို့အတွက်စိတ်ခွန်အားတွေနည်းနေမယ်အခြေအနေအမျိုးမျိုးကြောင့်ပေါ့နော်ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုကြောင့်ဥပမာပြင်ပမှာအဆင်မပြေမှုတစ်ခုခုလေးဖြစ်တဲ့အတွက်စိတ်မှာ
ဒီစိတ်ခံစားချက်တွေမကောင်းတဲ့အခါမှာအလုံးမလုံးနိုင်တာတွေရှိမယ်ဒါလူဆိုတဲ့သဘောတရားကနော်အမြဲတမ်းစိတ်အားတက်ကြွနေမှာမဟုတ်ဘူးအခက်အခဲတွေလည်းတွေ့လာမှာပဲအဲ့တော့အခက်အခဲတွေတွေ့လာတဲ့အချိန်မှာဆိုလို့ရှိရင်မနာရဘူးလားနာခဏတော့နာနော်အရန်စိတ်ပင်ပန်းနေပြီဆိုလို့ရှိရင်ခဏတော့နာအဲ့တော့ဇမျိုးတို့တနေ့ကုန်အလုံးလုပ်ပြီးတော့ညဘက်ဘာလုပ်ရလဲအိပ်ရတယ်နားရတယ်ဘာလုပ်လဲနှောင့်နှိပြန်ပြီးတော့အင်အားတွေပြေးဖို့အတွက်ခွန်အားတွေရှိဖို့အတွက်အဲ့တော့အခက်အခဲတွေကြုံလာပြီဆိုရင်လည်းနော်စိတ်တဲ့အရန်ကျနေပြီစိတ်ဆင်းရဲမှုတွေပေါ့နော်ဥပမာစိတ်ဖိစီးမှုတွေဖြစ်နေပြီဆိုရင်နားတင်သလားနားခဏနားမယ်ခဏကို relax လုပ်မယ်အပန်းဖြေမှုတွေလုပ်မယ်ပြီးတဲ့အချိန်မှာဒီလိုလိုပြန်ပြီးတော့နှောင့်နှိမှာခွန်အားအပြည့်နဲ့ထပ်ပြီးတော့လုပ်မယ်နော်ထပ်ပြီးတော့လုပ်မယ်ဆိုရင်ကိုယ်လုပ်ဆရာရှိတဲ့အလုပ်ကိုပုံမှန်လုပ်နေတဲ့အတွက်စိတ်တက်ကြစရာမရှိတော့ဘူးအဲ့ဒီမှာအစင်မပြေဘူးဆိုတာတော့ကြုံလိမ့်မယ်ဒါပေမဲ့အဲ့ဒီအခက်အခဲတွေကဒီမျိုးတို့အတွက်အခွင့်အလန်းတွေဖြစ်လာလိမ့်မယ်နော်အရင်တော့ကခက်တဲ့ချင်းပြီးတော့မလုပ်တဲ့အရာတွေကတော့ဒါလေးတွေကလွယ်ပါလားဆိုတာပို့ပြီးတော့သိလာလိမ့်မယ်အဲ့တော့ဒီစမျိုးကိုယ်တိုင်လည်းဒါခုနောက်ပိုင်းမှာဆိုရင်ပို့ပြီးတော့ပေါ့နော်ကိုခွန်အားတက်ရတယ်။ဘာကြောင့်လဲဆိုရင်ကိုယ့်ရဲ့အမျိုးသားအရောင်ပေါ့နော်။ဒီမိန်းမပေါ့နော်။ဒီစီးပွားရေးနဲ့ပတ်သက်ပြီးတော့အမြင်တွေပို့ပြီးတော့ကျဲလာတယ်ပေါ့နော်။သူကိုယ်တိုင်ပြောတယ်။ဘာလို့လဲဆိုဇမျိုးကိုယ်တိုင်စာအုပ်လေးတွေဖတ်တယ်။ဖတ်ပြီးတော့ဟိုလူနဲ့သွားဆွေးနေဒီလူနဲ့သွားဆွေးနေဟိုလူနဲ့တိုင်ပင်ဒီလူနဲ့တိုင်ပင်ပေါ့နော်။ဘာတွေလုပ်ရင်ကောင်းမလဲ။အဲ့ဒီထက်ကမှသူတို့နဲ့သွားပြီးတော့ဒါပူပေါင်းမှုလေးတွေအလုပ်လေးတွေလုပ်အဲ့လိုလုပ်တဲ့အခါကျသူကဘေးကနေကြည့်နေနဲ့သူဒါတွေလုပ်နေတာပဲဒါတွေလုပ်နေရပဲသူကိုယ့်ထက်ပိုသိသွားပါလားစာတွေဖတ်နေနေပေါ့နော်သူကိုယ်တိုင်ကိုယ်ကိုချစ်ကျူးမှုတွေရလာတယ်အဲ့တော့အဲ့ဒီအတိုင်းကိုလုပ်နေတဲ့လုပ်ရက်တွေမှာကိုကသေးငယ်တယ်လို့ထင်တယ်ကိုတခါတလေအားမရမှုတွေလည်းရှိရင်ရှိလိမ့်မယ်သို့ပေမဲ့ကိုလုံနိုင်တဲ့လောက်လေးကိုလမ်းကြောင်းမပြောင်းအောင်နေ့စဉ်လုပ်သွားတယ်ဆိုလို့ရှိရင်လူတိုင်းကတဖြည်းဖြည်းနဲ့ပြောင်းလဲလာမှာပဲအဲ့တော့ကိုတော့ပြောင်းလဲတယ်မထင်ဘူးနော်ပြောင်းလဲတယ်မထင်ရဘူးဒါပေမဲ့ဘေးကကြည့်နေတဲ့သူတွေကသူတော်တော်ပြောင်းလဲသွားပါလားသူလုံနိုင်တာပဲဆိုတာကိုရလာလိမ့်မယ်အဲ့တော့ကိုယ်တိုင်ကနော်ကိုပဲချိန်မှစိတ်တိုင်းကြတဲ့အချိန်ဆိုတာမရှိဘူးလေနော်အဲ့တော့သူမျိုးတို့လည်းဒီအတိုင်းပဲ live ပထမဆုံးစပြီးတော့ထွက်တဲ့အချိန်တုန်းကနော်ငါလိုအပ်ချက်တွေရှိသေးတယ်ငါတေချာစကားမပြောလိုက်နိုင်ဘူးအဲ့ဒီအခြေအနေနဲ့ဒီနေ့အခြေအနေပေါ့နော်ဒီနေ့အခြေအနေမှာဆိုရင်လည်းဒီတိုင်းပဲနေ့စဉ်တစ်ခါတလေဖြတ်သန်းတဲ့အခါမှာငါအားမရသေးဘူးခဲနော် live ထွက်တဲ့အခါမှာစကားပြောတဲ့အခါမှာငါဘာတွေလိုသွားပြန်ပြီဘာလေးတွေမပြောလိုက်မိပြန်ဘူးပြောလိုက်တဲ့အချိန်မှာငါရဲ့စကားတွေကအားတွေနည်းနေပြီစသဖြင့်ပေါ့နော်အဲ့ဒီလိုမျိုးကိုအမြဲတမ်းစိတ်တိုင်းကြတယ်ဆိုတာတစ်ခါမှမရှိဘူးအဲ့တော့ကိုလုံနေတဲ့အလုပ်တွေမှာလည်းတစ်ခါတလေမှာစိတ်တိုင်းကြရင်ကြမယ်စိတ်တိုင်းမကြတာတွေရှိရင်လည်းရှိမယ်သို့ပေမဲ့ညီတို့ပဲဖြစ်စေဒီမျိုးတို့လုံးဆရာရှိတဲ့အလုပ်ကိုနေ့စဉ်လုပ်သွားစိတ်တိုင်းကြလဲလုပ်စိတ်တိုင်းမကြလဲလုပ်ကိုနှိုးစော်ငါတော့ဒါလေးတွေလုပ်ရအောင်မယ်ဒီလိုလေးတွေလုပ်ရအောင်မယ်ငါဘလောက်ကြာတဲ့အချိန်မှာငါဘာလို့ချင်းနေဆိုတာလေးကိုနေ့တိုင်းရေရွရင်ပြောရင်းနဲ့ကို့အလုပ်ကလေးကိုမှန်မှန်လုပ်သွားမယ်ဆိုရင်ဒီမျိုးတို့လမ်းပြောက်เสียအကြောင်းမရှိတော့ဘူးเนาะအဲ့တော့မင်္ဂလာပါမင်္ဂလာပါเนาะအဲ့တော့လမ်းပြောက်เสียအကြောင်းမရှိတော့ဘူးအဲ့တော့လမ်းပြောက်နေတယ်ဆိုတဲ့သူတွေဒီနေ့လမ်းပြောက်နေတယ်ဆိုတဲ့သူတွေဘာဖြစ်ချင်လဲခြရေးပါဘာရချင်တာလဲဘယ်အချိန်မှရချင်တာလဲသိချလေးပြန်ပြီးတော့ခြရေးပါအဲ့တော့အဲ့ဒီမှာတစ်စင်ချင်းငါဘာလုပ်ဖို့လိုလဲဆိုတာကိုသိလာလိမ့်မယ်အဲ့တော့အများစုပေါ့နော်ဒီကိုသိဖို့ self awareness ဆိုတဲ့နေရာမှာเนาะကိုမသိဘူးလားဆိုတော့သိတယ်သိလားဆိုတော့မသိဘူးပေါ့နော်အဲ့လိုမျိုးဆိုရင်ကဲဒီမျိုးပြန်ပြီးတော့မေးမယ်ပေါ့နော်ကိုငါဘာလုပ်ဖို့မသိဘူးဘာလုပ်ရမလဲမသိဘူးဆိုတဲ့သူတွေကိုဘာလုပ်နေလဲဆိုတာကိုသိလားเนาะအဲ့ဒါတော့သိမယ်ထင်တယ်အခုဘာလုပ်နေလဲเนาะအခုဘာလုပ်နေလဲเนาะအခုဘာလုပ်နေလဲပြန်ပြီးတော့စဉ်းစားကြည့်အခုဒီစမျိုးရဲ့ live ထဲမှာရှိတဲ့သူတွေဆိုလို့ရှိရင်စမျိုးစီကနေပြီးတော့ live ကိုကြည့်နေတယ်သိတယ်လေနော်ပြီးတော့ဘာလုပ်လဲနော်ကိုသိတယ်အခုငါဘာလုပ်နေလဲငါရဲ့စိတ်ထဲမှာအတွေးဆိုးတွေဝင်လာတယ်နော် negative အတွေးတွေဝင်လာတယ်ကိုသိတယ်နော်ဥမာငါတွေးလိုက်မိပြန်ပြီငါအတွက်အကျိုးမရှိတဲ့အရာတွေငါလုံးလိုက်မိပြန်ပြီငါအတွက်အလုံးမရှိတဲ့အရာတွေအကျိုးမရှိတဲ့အရာတွေဥမာငါ social မှာမျောသွားပြန်ပြီအကျိုးမရှိတဲ့အရာတွေအတွက်ဒါငါဒီနေ့ငါရဲ့စိတ်မှာငါသူများကိုတော့မနာလိုတဲ့စိတ်ကလေးပေါ်သွားပြန်ပြီပြီးတော့ကိုသိတယ်လေနော်ဒီနေ့ငါတရားထိုင်လိုက်မိပြန်ပြီနော်ဒီနေ့ငါစိတ်ပျော်ရွှင်မှုအတွက်ငါ relax လုပ်ပေးနိုင်တယ်ပြီးတော့ငါဒီနေ့နော်ငါတိုးပွားဖို့အတွက်ငါဘာတွေလုပ်ပေးနိုင်လဲအားလုံးကိုသိတယ်လေနော်ကိုသိတယ်ကိုလုပ်နေတဲ့လုပ်ရက်တွေကိုလည်းအားလုံးသိတယ်နော်အဲ့ကိုသိတာပဲအဲ့တော့ကိုသိနေပြီဆိုလို့ရှိရင်ဒီမျိုးတို့ဘာကြောင့်ကိုသိရတာနဲ့နော်
set awareness ကိုသိရသားနဲ့ငါဘာလို့ရမလဲမသိဘူးလို့ဘာကြောင့်ဖြစ်တာလဲဆိုလို့ရှိရင်နော် express ဆိုတဲ့စိတ်ဖိစီးမှုရဲ့ပြီးတော့အတွေးလွန်တာရဲ့အကြောင်းဖြစ်နေတာနော်အတွေးလွန်တာရဲ့ဥပမာဒါပေါ့လေးပဲတွေးကြည့်လိုက်မယ်အဲ့တော့အောင်မြင်ဖို့အတွက်ဘာလုပ်ရမလဲအောင်မြင်ဖို့အတွက်ဘာလုပ်ရမလဲစ조사ရမယ်ချမ်းသာဖို့အတွက်ဘာလုပ်ရမလဲငွေကြေးနဲ့ပတ်သက်တဲ့ပညာတွေကိုလေ့လာရမယ်ပြီးတော့ရင်းနှီးမြှုပ်နှံမှုတွေလုပ်ရမယ်နေ့စဉ်နဲ့အမျှနော်ကိုယ့်ရဲ့အလုံးမှာအာယုံစိုက်ပြီးတော့လုပ်ရမယ်အာယုံထားရမယ်ကိုမသိသေးတာတွေလေ့လာရမယ်ဒါသိနေပြီလေသိနေပြီဆိုရင်အဲ့ဒါကိုတစ်ဖြည်းချင်းနဲ့တွားလို့ရတယ်ဒါပေမဲ့ချမ်းသာခြင်းနဲ့ကျန်းမာခြင်းနဲ့အတွေးတွေလွန်တဲ့အခါမှာချမ်းသာဖို့ဖြစ်နိုင်မှာမလားနော်ကျန်းမာဖို့ဖြစ်နိုင်မှာမလားချမ်းသာဖို့အတွက်လုပ်ရင်ပြင်ပန်းမှာပေါ့တော့ကြအရှုံးတွေတွေ့သွားရင်ဘယ်လိုလုပ်မလဲနော်negative အတွေးလွန်တာတွေအဲ့ဒါတွေကြောင့်မို့လို့ဒီမျိုးတို့တွေကိုယ့်ရဲ့လမ်းကနေပြီးတော့တွေ့ဖယ်သွားတာလမ်းပြောက်သွားတာเนาะအဲ့ဒါကြောင့်မလို့ဒီမျိုးတို့အတွေးတွေမလွန်ပါစေနဲ့ကိုယ့်ရဲ့စိတ်မှာเนาะကိုယ်တိုင်ဘာလုပ်ရမလဲဆိုတာလည်းသိတယ်ဘာလုပ်နေတယ်ဆိုတာကိုလည်းသိတယ်သိပြီဆိုရင်ကိုယ့်ရဲ့စိတ်ကိုကိုယ်တိုင်ပြင်ဆင်မှာအဲ့ဒီအတွေးလွန်ခြင်းကတတိမဲ့ဆိုတာအတွေးလွန်ခြင်းကဒီမျိုးတို့တွေကိုလမ်းပြောက်စေတာเนาะဒါကြောင့်မလို့အတွေးမလွန်ပါနဲ့တွေးမယ်ဆိုရင်လည်း positive တွေပဲတွေးပါเนาะ positive ကောင်းတဲ့ဘက်အပြုသဘောဆောင်တဲ့ဘက်ကနေစပြီးတော့တွေးပါတွေးပြီးတော့โอเคเนาะငါလုံးရင်ဖြစ်နိုင်တယ်ငါရနိုင်တယ်ငါဘလောက်မှာတော့ငါအောင်မြင်မှုကိုရအောင်ယူမယ်လုပ်မယ်ဘာတွေလုပ်ဖို့လိုတယ်နေ့စဉ်နဲ့အမျှလုပ်နေမယ်အဲ့လိုစိတ်လေးနဲ့ပဲလုပ်နေမယ်ဆိုရင်လမ်းပြောက်စရာလည်းမရှိဘူးကိုယ်တတ်မှတ်ထားတဲ့အချိန်မှာကိုဖြစ်ချင်တဲ့အရာကိုဖြစ်အောင်လုပ်နိုင်တယ်အဲ့တော့ဒီမျိုးစောစောကပြောခဲ့တဲ့အတွေးလွန်ခြင်းnegative thought တွေပေါ့နော်အတွေးအတွေးဆိုးတွေပေါ့နော် negative အတွေးတွေကိုတွေးနေမယ်ဖြစ်နိုင်မှာမလားလုံးနိုင်မှာမလားတတိမဲ့စွာနဲ့အတွေးတွေလွန်သွားပြီဆိုလို့ရှိရင်အဲ့ဒီကိုယ့်ရဲ့လမ်းကြောင်းကတွေးဖယ်သွားပြီလမ်းပြောက်သွားပြီဒါကြောင့်မလို့ကိုယ့်ရဲ့စိတ်ကိုအမြဲတမ်းနော်ပြန်ပြီးတော့တတိလေးကပ်ပါတတိကပ်ပြီးတော့ငါဘာဖြစ်ချင်တာလဲငါဘာလုပ်ချင်တာလဲဒီနေ့ငါဘာတွေလုပ်နေလဲဒီနေ့ငါဘာတွေလုပ်နေလဲဆိုလို့ရှိရင်ငါလုပ်တဲ့အကျိုးကျေးဇူးငါလုပ်တဲ့အကျိုးကမနေ့ဖြန်မှာဘာတွေရမှာလဲအားလုံးသိပြီးသားပဲเนาะမသိဘူးလားဆိုတော့သိတယ်သိလားဆိုတော့မသိဘူးဆိုတာတတိမဲ့လို့မသိတာเนาะအဲ့ဒါကြောင့်အချိန်တန်းမှာဆိုရင်တော့တတိမထားနိုင်ဘူးတို့ပေမဲ့ကိုတတိပေးနေတဲ့အချိန်မှာငါတော့ချမ်းသာခြင်းလေးတယ်ငါတော့ကျမ်းမာခြင်းလေးတယ်အဲ့ဒီအတွက်ငါဒီနေ့ဘာလုပ်ဖို့လိုလဲဘာတွေလုပ်ရမယ်ကိုတို့ပြောနေတယ်အဲ့ပြောတဲ့အတိုင်းကိုယ်တိုင်လိုက်ပြီးတော့လုပ်နေမယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ပန်းနိုင်ကိုသတ်မှတ်တဲ့အချိန်မှာလည်းရမယ်ပြီးတော့လမ်းပြောက်စရာအကြောင်းလည်းမရှိတော့ဘူးเนาะโอเคနော်အဲ့တော့လမ်းပြောက်စရာအကြောင်းမရှိတော့ဘူး negative အတွေးတွေရှိနေပြီဆိုရင်စိတ်ကအားပြော့သွားပြီတတိမဲ့သွားပြီဆိုလို့ရှိရင်စိတ်ကလှုပ်ချင်တဲ့အရာတွေကိုလှုပ်သွားပြီဒါဆိုရင်ကိုလိုချင်တာတွေကိုလှုပ်ချင်တာတွေဖြစ်မှာမဟုတ်တော့ဘူးအားလုံးသိတယ်နော်အဲ့တော့တတိမဲ့တယ်ဒီမျိုးတို့တွေလည်းတစ်ခါတလေ social ကိုင်းရင်းနဲ့နော်ဖုန်းကိုင်းရင်းနဲ့ဖုန်းကိုကြည့်ရင်းနဲ့အချိန်ကုန်သွားတယ်နော်နိုင်ဝက်လားတနာရီလားမသိတဲ့အချိန်ကုန်သွားတယ်အဲ့ဒါဘာလဲတတိမဲ့ဆိုတာဒီမျိုးတို့အလုပ်တွေကိုလုပ်တာပြီးတော့မှနော်ငါဒီနေ့စာမဖတ်ရသေးဘူးเนาะအလုပ်လုပ်တဲ့သူတွေလိုပဲကျောင်းသားတွေဆိုရင်သိလိမ့်မယ်ခဏနေအောင်အချိန်ရသေးတယ်ကစားလိုက်အောင်မယ်ကစားတယ်ကစားရင်းနဲ့ညနေဆောင်သွားတဲ့အချိန်မရှိတော့ဘူးအဲ့တော့မှရေချိုးတယ်ထမင်းစားတယ်ပြီးတော့စာကြက်မယ်လဲဆိုတော့ညရောက်လာတော့အိမ်ငိုက်ပြီးအိတ်သွားတော့စားမရတော့ဘူးမနေ့ကျမှကြက်တော့မယ်ဆိုစောစောထားမယ်မနေ့စောစောထားမယ်လို့တွေးတယ်မနေ့ကျတော့စောစောမထားနိုင်တော့ဘူးကျောင်းလဲသွားတော့စားမရတော့ဘူးအဲ့လိုမျိုးပဲဒီမျိုးတို့တက်နိုင်သလောက်အချိန်ဆွဲခြင်းကိုလည်းရှောင်ပါစင်ကြယ်ပေးခြင်းကိုလည်းရှောင်ပါเนาะအဲ့တော့လုပ်ချင်တဲ့အလုပ်တစ်ခုအတွက်မဖြစ်နိုင်ပါဘူးမရနိုင်ပါဘူးဆိုပြီးတော့နော်စင်ကြေပေးတတ်တဲ့သူတွေရှိတယ်အဲ့တော့အဲ့ဒီစင်ကြေပေးတတ်တဲ့သူတွေကလည်းနော်ကိုပြန်ပြီးတော့စဉ်းစားရမယ်ငါဒီအလုပ်တွေကိုလုပ်ကြည့်ပြီးပြီလားငါဘလောက်အထိစူးစမ်းမှုငါရလက်ရခြင်းနဲ့ဒါပေမဲ့ငါဘလောက်အထိစူးစမ်းကြည့်ပြီးပြီလဲဘာတွေလုပ်ကြည့်ပြီးပြီလဲနော်အဲ့ဒါကိုပြောပြီးအဲ့ဟွာကိုတွေးပြီးမှစင်ကြေပေးပါနော်အဲ့တော့ဒီမျိုးတို့တွေလည်းစင်ကြေပေးတယ်နော်စောစောကလည်းပြောခဲ့တယ်ဒီနေ့တော့အလုပ်တွေရှိသေးလို့ line မထွက်တော့ဘူးဒီနေ့တော့အလုပ်တွေရှိသေးလို့စာမဖတ်တော့ဘူးဒီနေ့တော့အလုပ်တွေရှိသေးလို့တော့ငါဖြစ်ချင်တဲ့အရာနဲ့ပတ်သက်ပြီးတော့ငါမလုပ်လိုက်တော့ဘူးဒါပေမဲ့ဒီနေ့မလုပ်ဘူးဆိုလို့ရှိရင်မနေ့ဖြန်မှာဒီမျိုးတို့နောင်တရကြရမှာပဲเนาะဒါကြောင့်တတ်နိုင်သလောက်အချိန်မဆွဲပါနဲ့နော်အချိန်မဆွဲပါနဲ့စင်ကြေမပေးပါနဲ့ကိုလုပ်ဆရာရှိတဲ့အလုပ်ကိုတနေ့ကိုအမြဲတမ်းပြောနေကြစကားအတိုင်း 1% ပဲတိုးတက်အောင်လုပ်ပါပိုကောင်းအောင်လုပ်ပါเนาะဒါဆိုလို့ရှိရင်
ကိုကလမ်းပြောက်စရာလည်းမရှိတော့ဘူးပြီးတော့ကိုလိုချင်တဲ့ပန်းတိုင်เนาะတိကျတယ်ကိုသတ်မှတ်ထားတဲ့ပန်းတိုင်ကိုလည်းရောက်အောင်သွားနိုင်မှာဖြစ်တယ်เนาะတမိုးရှိလိုက်တာအများကြီးရလက်ကောင်းနေပါနော်တဲ့ကျေးဇူးပါနော်အဲ့တော့ဇင်မျိုးရဲ့ like ကလေးကိုဝင်ကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နော်ဘာကြောင့်လဲဆိုရင်ဇင်မျိုးတို့ကိုယ်တိုင်လည်းအခုဟိုကာလမှာကိုယ်တိုင်ဖြတ်တန်းနေရတယ်ဖြတ်တန်းတဲ့နေရာမှာအခက်အခဲတွေရှိတယ်ဆိုတာကိုလည်းသိတယ်နော်ကိုယ်တိုင်လည်းအိမ်ရှင်မဖြစ်တယ်အိမ်အလုပ်တွေကိုလုပ်နေရတယ်အဲ့တော့ဝန်ထမ်းတွေဆိုရင်လည်းဝန်ထမ်းအလုပ်လုပ်နေရမှာပဲနော်ဝန်ထမ်းဆိုတော့မနေ့မိုးလင်းကနေပြီးတော့သူများရဲ့အလုပ်ကိုပဲလုပ်နေရတယ်အဲ့တော့လုပ်တဲ့အချိန်ဘယ်အချိန်အထိလုပ်လို့ရလဲညနေအထိเนาะအစီမျိုးလို့ဆိုရင်၄ခွဲအထိအလုပ်လုပ်ရတယ်ပြီးတဲ့အချိန်မှာ OT တွေရှိတယ်ဆိုရင်ည8နာရီခွဲအထိအလုပ်လုပ်ရတယ်တချို့အရန် order ကျတဲ့ရက်တွေမှာဆိုရင်7နာရီခွဲအထိเนาะအလုပ်တွေလုပ်ရတယ်မနေ့မိုးလေးပြန်သွားရတယ်အဲ့တော့အလုပ်မှာဒီအများနဲ့စိတ်နှစ်ထားတဲ့အတွက်စိတ်တွေအရန်ပင်ပန်းနေအရန်စိတ်ဖိစီးမှုတွေရှိတယ်တို့ပေမဲ့အဲ့ဒီကြားတွေကအချိန်မရဘူးဆိုတဲ့ကြားတွေကနေကိုယ့်အတွက်တတ်နိုင်တဲ့လောက်လမ်းနေမျက်လုံးနဲ့စာမဖတ်နိုင်ဘူးဆိုရင်လက်ချက်လေးနဲ့နားလေးကိုထည့်ပြီးတော့တတ်နိုင်တဲ့လောက်အသိပညာလေးတွေယူပါတိုးတက်ရာတိုးတက်ကြောင်း personal development နဲ့ပတ်သက်ပြီးတော့ကိုတိုးတက်ခြင်းတဲ့အပိုင်းမှာတော့ကိုတနေ့ကိုနည်းနည်းနဲ့လုပ်ပါကိုကြည့်ကြတဲ့ပန်းနိုင်ချပါချပြီးတော့เนาะဒီအသိတွေမဟုတ်ဘဲနဲ့အတက်ပါရအောင်ယူပါအဲ့တော့စင်ကြင်မပေးနဲ့အချိန်မစွဲနဲ့ပြီးတော့အတွေးတွေမလွန်နဲ့လုပ်တဲ့အရာကိုနေ့စဉ်ပုံမှန်လေးလုပ်သွားမယ်ဆိုလို့ရှိရင်နော်လမ်းပြောက်တဲ့ပြဿနာကိုဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်နော်အဲ့တော့မင်္ဂလာပါโอเคကျေးဇူးပါအဲ့တော့ရှိသေးကြလားနော်အဲ့တော့ဒီနေ့လမ်းပြောင်းနေတဲ့သူတွေရှိလို့ရှိရင်ဇင်မျိုးရဲ့ဒီ live ကလေးကနေပြီးတော့အသိပညာတွေတစ်ခုခုရသွားမယ်လို့ယုံကြည်ပါတယ်အဲ့တော့ကိုယ့်အတွက်ဘာတွေစပြီးတော့လုပ်ရမလဲဘယ်လိုပန်းနိုင်ချရမလဲဘာတွေလုပ်တင်လဲဆိုတာကိုသိသွားလိမ့်မယ်လို့လည်းယုံကြည်ပါတယ်အဲ့တော့ဒီ live ကလေးကနေပြီးတော့ကိုယ့်အတွက်သုံးတရားသိရှိခဲ့တယ်ကိုယ့်အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင်ဇင်မျိုးရဲ့ live ကလေးကိုshare ပေးသွားလို့ရတယ်เนาะအဲ့တော့ကိုယ့်လိုမျိုးပဲအပြင်မှာလမ်းပြောင်းနေတဲ့သူတွေအများကြီးရှိတယ်အလုံးမရှိဘူးလားဆိုတော့ရှိတယ်အလုပ်ရှိတယ်လုပ်နေတယ်ဒါပေမဲ့အလုပ်လုပ်နေရင်းနဲ့လမ်းပြောင်းနေတဲ့သူတွေရှိတယ်။ဘာကြောင့်လဲကြည့်ကြတဲ့ပန်းတိုင်မတတ်မှတ်တဲ့အချိန်မှာကိုဘာလိုချင်လဲကိုဘာရချင်လဲကိုသိပြီးတော့လှုပ်ဆောင်မှုတွေမစရသေးတဲ့အချိန်မှာနော်လမ်းပြောင်းနေတယ်မလုံနိုင်သေးဘူးနော်ဘာတွေလုပ်ရမှန်းမသိသေးဘူးဆိုတဲ့သူတွေရှိတယ်အဲဒီသူတွေအခု like ကလေးကိုတွေ့သွားပြီဆိုလို့ရှိရင် okay ဒီဘက်မှာအလုပ်တစ်ခုရှိနေပေမဲ့ငါဘာဖြစ်ချင်တာနော်ငါဘာရချင်တာငါဘာသိချင်တာဥပမာဒီစက်ရုံဝန်ထမ်းသမားဆိုပါစို့ဝန်ထမ်းဆိုပေမဲ့လည်းငါဒီဝန်ထမ်းအလုပ်မှာတစ်သက်လုံးမလုပ်နေနိုင်ဘူးဆိုတာကိုသိတယ်ငါကိုယ်ပိုင်စီးပွားရေးလေးတစ်ခုလုပ်ချင်တယ်ငါဆိုင်လေးဖွင့်ချင်တယ်ဥပမာငါအပြင်မှာပေါ့နော်ငါနဲ့ကိုက်ညီတဲ့အလုပ်ကလေးတစ်ခုလုပ်ချင်တယ်အဲ့ဒီစိတ်ရှိနေပြီသိနေပြီဆိုရင်အဲ့ဒီအလုပ်အတွက်ကြိုတင်ပြီးတော့ပြင်ဆင်ပြီးသားဖြစ်တယ်အဲ့တော့ငါဒီဘက်မှာငါလုပ်ချင်တဲ့အလုပ်ရှိနေတဲ့အတွက်ငါဒီနေ့ငါရဲ့အားတဲ့အချိန်တွေကနေပြီးတော့ငါဘလောက်ပညာတွေလေးလာစီးပူးရမလဲဥပမာကနှစ်ချက်လေးနဲ့နိုင်ဝက်နားထောင်ရမလား15မိနစ်ရရင်ရတဲ့အချိန်နားထောင်မယ်နားထောင်ပြီးတဲ့အချိန်မှာငါအဲ့ဒီစီးပွားရေးလုပ်ဖို့အတွက်ငါဘာတွေလေ့လာဖို့လိုအပ်မလဲဥပမာကိုအသိပညာတွေရပြီဆိုရင်ဘယ်လိုလူမျိုးတွေနဲ့တွားပြီးတော့တော့တိုင်မြင်ရမလဲဆွေးနွေးရမလဲအပြင်မှာဒီလုပ်ငန်းကိုဘယ်သူတွေလုပ်နေလဲအဲ့လူတွေနဲ့လုပ်ပြီးတော့တွားပြီးတော့ရင်းနှီးအောင်လုပ်ရမယ်နော်အဲ့တော့အရင်တုန်းကလည်းဒီမျိုးတို့ဒီ communication ဒီ social ပေါ့နော်မကောင်းsocial မကောင်းတယောက်နဲ့တယောက်ကိုသူမသိတဲ့သူမလို့မခေါ်တော့ပါဘူးလေသိနေရင်တော့မှမခေါ်တော့ပါဘူးလေဆိုတာရှိတယ်အဲ့တော့အခုကအဲ့လိုမျိုးမဟုတ်ဘူးဇမျိုးတို့တွေကိုတန်းမာဖို့အတွက်ပြီးတော့ကိုလိုချင်တဲ့ဆန္ဒတွေပြည့်ဝဖို့အတွက်ဆိုရင်မဖြစ်မနေဇမျိုးတို့က social လိုအပ်တယ်အဲ့တော့ဒီတယောက်နဲ့တယောက်ပေါင်းတဲ့ဆက်ဆံမှုတွေပိုကောင်းမှဥပမာဈေးရောက်တဲ့သူတွေဆိုရင်လည်းနော်ဒီကိုမှcustomer တွေများနေမှာကိုစီကနေလာပြီးတော့ဝယ်မယ်ပြီးတော့ကိုလုပ်တဲ့အလုပ်တွေတော့ပြီးမြောက်ဖို့အတွက်ဒီအများစုဝိုင်းဝန်းပြီးတော့လှုပ်ဆောင်တဲ့အခါမှာကိုယ့်ရဲ့လုပ်ငန်းတွေပို့ပြီးတော့အောင်မြင်မှုရလာမယ်အဲ့ဒီအတွက်ဇမျိုးတို့မဖြစ်မနေเนาะဇမျိုးတို့ social ကောင်းဖို့အတွက်အရေးကြီးတယ်အဲ့တော့အရင်တုန်းကဇမျိုးတို့ရဲ့အဖွားဆိုရင်ဇမျိုးတို့ကိုဆုံးမဖို့တဲ့ဒီ
လူပြီးလို့မသေးဘူးပေါ့နော်တုံးပြီးရင်တော့သေနိုင်တယ်တဲ့လူပြီးလို့မသေးနိုင်ဘူးဆိုတာကတယောက်နဲ့တယောက်သွားပြီးတော့ဒီဆက်ဆံတဲ့အချိန်မှာသူ့ကိုအောက်ကြနောက်ကြခံပြီးတော့ဒီအောက်ကြနောက်ကြခံတာတော့မဟုတ်ဘူးပေါ့နော်ကိုယ်ဒီလိုမျိုးဆက်ဆံရတဲ့အချိန်မှာကိုကလူပြီးတယ်ပေါ့နော်လူပြီးတယ်ဆိုတာဘယ်လိုပြောမလဲသွားပြီးတော့နှိမ့်ချဆက်ဆံရမှာဆိုလို့အဲ့လိုမျိုးကြီးမဟုတ်ဘူးပေါ့နော်အဲ့တော့ကိုကနေစပြီးတော့နော်ကိုလိုချင်တဲ့ပတ်ဝန်းကျင်ကိုအရင်ဆုံးစပြီးတော့ဖန်တီးရမယ်အဲ့တော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာနော်ကိုဖြစ်ချင်တဲ့နယ်ပယ်မှာဥပမာကိုဆိုင်ဖွင့်ချင်တဲ့ဆိုရင်ဆိုင်ဖွင့်တဲ့သူတွေနယ်ပယ်မှာသွားပြီးတော့ကိုယ်တိုင်ကနေကိုမိတ်ဆက်ရမယ်သူတို့ရဲ့နော်လုပ်ပုံကိုင်ပုံလေးတွေကိုစုံစမ်းရမယ်စာတွေဖတ်ရမယ်လေ့လာရမယ်ဒါဆိုရင်အဲ့ဒီအရာတွေကိုကစာကနေသိလာပြီးသူတို့အတွေ့အကြုံတွေကနေသိလာပြီးနော်သိလာပြီးအသိပညာတွေကိုစုထားမယ်ယူထားမယ်ကိုယ်တိုင်ဒီအလုပ်ကနေပြီးတော့ငွေတွေကိုစပြီးတော့စုနေတယ်စီမံခန့်ခွဲနေတယ်ရင်းနှီးမြှုပ်နှံမှုတွေလုပ်နေပြီးကိုယ်ပိုင်စီးပွားရေးစတင်တော့မဲ့အချိန်မှာကိုယ်မှာပညာတွေပြေဝမှုတွေရှိနေပြီဒါဆိုလို့ရှိရင်တို့တို့နေ့စဉ်သွားနေတဲ့နေရာမှာလမ်းပြောက်เสียဆိုတာမရှိတော့ဘူးအဲ့တော့ကိုဖြစ်ချင်တဲ့အလုပ်ကိုလည်းကိုသတ်မှတ်ထားတဲ့အချိန်မှာကိုဖြစ်အောင်လုပ်နိုင်လိမ့်မယ်အခုကအချိန်ဆွဲတာအကြောင်းပြချက်ပေးတာပြင်းတာနော်ပြီးတော့စောစောတုန်းကဒီလိုပြောတယ်လို့တတိမဲ့စွာနဲ့နေ့တစ်နေ့ကိုဖြတ်တန်းတာကိုလုပ်တဲ့အလုပ်ကိုမလုပ်ဘူးမလုပ်တဲ့အလုပ်တွေကိုလုပ်တယ်အကျိုးမရှိတာတွေကိုလုပ်တယ်အဲ့ဒီအတွက်ကို့မှာအကျိုးရလဒ်တွေမရလာဘူးเนาะဒါကြောင့်မလို့လမ်းပြောက်တယ်လိုချင်တာတွေကိုမရဘူးဖြစ်ချင်တာတွေကိုမရဘူးဖြစ်နေတာเนาะအဲ့တော့စတင်မှာအခုတည်းကနော်ဒီမျိုးတို့ကိုယ်တိုင်လည်းသူများကိုလာပြီးတော့ knowledge sharing ပေးပေမဲ့တော့တိတဲ့အတိုင်းမလုပ်ဘူးလို့မထင်နဲ့เนาะမလုပ်ဘူးလို့မထင်နဲ့အဲ့တော့အကုန်လုံးကလည်းမလုပ်နိုင်ဘူးတို့ပေမဲ့လည်းတိတဲ့အတိုင်းကိုယ်တိုင်စပြီးတော့လုပ်နေတယ်ကိုယ်တိုင်လုပ်ပြီးတော့ရလာတဲ့အရာလေးတွေလည်းရှိတယ်အခုချက်ချင်းစပြီးတော့လုပ်နေတဲ့အရာတွေလည်းရှိတယ်အဲ့ဒီအရာလေးတွေကိုလာပြီးတော့ပြန်ပြီးတော့ပြောပြပေးတာဖြစ်တယ်เนาะအဲ့တော့အဲ့ဒီလိုမျိုးเนาะဒီမျိုးတို့တွေစပြီးတော့လုပ်နေတဲ့အချိန်မှာအခက်အခဲတွေလည်းတွေ့နိုင်မယ်အမားတွေလည်းပါရင်လည်းပါနိုင်တယ်တို့ပေမဲ့ဒီမျိုးတို့တွေဒီ online လမ်းကြောင်းကနေမပြောက်သွားတဲ့၍เนาะဒါကိုယ့်ရဲ့effort ပေါ်မှာမူတည်တာပေါ့နော်အဲ့တော့မပြောက်သွားတဲ့၍ဒီမျိုးတို့လောက်လာရတဲ့အတွေ့အကြုံတွေပြီးတော့ဒီမျိုးတို့ရဲ့ခံစားချက်တွေဒီမျိုးတို့လောက်လာရတဲ့အရာတွေကိုပြန်ပြီးတော့ဒီမျိုးတို့က sharing လုပ်ပေးနေအောင်ပါပဲအဲ့တော့အမှားတွေဆိုတာလည်းကြုံမှာပဲเนาะအဲ့တော့ဒီမျိုးတို့စပြီးတော့လုပ်ဖို့ပဲအရေးကြီးတာเนาะအဲ့တော့ကိုအသိပညာတွေယူပါပြီးတော့အဲ့ဒီဝင်းကျင်မှာကိုယ်တိုင်ပြောင်းပါပဲလူပြီးလို့မသိဘူးသွားပြီးတော့ကိုယ်တိုင်အသိပညာတွေလိုချင်တယ်အတတ်ပညာတွေလိုချင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဆရာသမားတွေစီကနေပြီးတော့เนาะဒီအရာတွေကိုကိုကပြောမယ်ဆိုရင်တော့ဒီအပြင်ရိုးရိုးစကားနဲ့ပြောမယ်ဆိုရင်အောက်ထုတ်ခံတယ်ပေါ့နော်အဲ့တော့ကိုသိမသိသေးတဲ့အရာတွေမတတ်သေးတဲ့အရာတွေကိုတပည့်ခံပြီးတော့နော်ကိုယ်တိုင်သင်ယူမှုတွေလုပ်ပါဒါမှကိုယ့်ရဲ့ဘဝကပိုးပြီးတော့တိုးတက်လာမှာပြောင်းလဲလာမှာအဲ့တော့ဆရာမရှိဘဲနဲ့တက်လာတဲ့လူဆိုတာမရှိဘူးအားလုံးကဆရာရှိတယ်เนาะဆရာရှိတယ်အဲ့တော့ကိုယ်တိုင်လည်းသင်ယူမှုတွေလေ့လာမှုတွေစပြီးတော့လုပ်ပါเนาะအဲ့တော့မင်္ဂလာပါအဲ့တော့ဇမျိုးရဲ့ like ကလေးကလည်းဒီနေ့နည်းနည်းကြာသွားပြီအဲ့တော့ကို့အတွက်เนาะတခုခုရလိုက်မယ်လို့ယုံကြည်ပါတယ်အဲ့တော့လောလောဆယ်တော့ကို့မှာ stress တွေအရင်ပြိနေတယ်အခက်အခဲပြဿနာတွေနဲ့ကြုံနေတယ်အဲ့ဒီအခက်အခဲပြဿနာတွေကိုဘယ်လိုစပြီးတော့ဖြေရှင်းရမလဲမသိဘူးဆိုရင်တော့ဒါဇမျိုးနဲ့ကိုချင်းယူပြီးတော့တိုင်နဲ့ဆွေးနွေးလို့ရတယ်အဲ့တော့ဇမျိုးတို့ကိုချင်းယူတာဘာလုပ်တာလဲဆိုရင်အခုလောလောဆယ်စိတ်မှာအခက်အခဲပြဿနာတွေရှိနေတဲ့အခါကျတော့ကိုယ်တိုင်တစ်ဆင့်ချင်းမလုပ်ဆောင်နိုင်သေးဘူးဥပမာဒီပြဿနာတစ်ခုအတွက်ငါဘယ်လိုကနေစပြီးတော့ဖြေရှင်းရမလဲဘာတွေလုပ်ရမလဲမသိဘူးစိတ်မှာ stress တွေပြိနေတတ်တယ်အဲ့လို stress တွေပြိနေပြီဆိုရင်အမှန်တွေစဉ်းစားလို့မရတော့ဘူးအဲ့တော့ကျွန်တော်တို့ကလာပြီးတော့တိုင်ပင်ဆွေးနွေးတဲ့အခါမှာသူတို့မှာရှိပြီးသားသိပြီးသားကိုပဲပြန်ပြီးတော့ဉာဏ်တွေပွင့်လာအောင်ကိုသိလာအောင်ဘာလုပ်ရမလဲဆိုတာသိလာအောင်ပြန်ပြီးတော့လုပ်ပေးတာเนาะအဲ့တော့တိုင်ပင်ဆွေးနွေးမှုတွေလုပ်ပေးတယ်သူတို့ရဲ့ဉာဏ်ကိုပြန်ပြီးတော့ဖွင့်ပေးတာဖြစ်ပါတယ်အဲ့တော့စောစောတုန်းကကျွန်တော်ပြောသလိုပဲဒီset aware နဲ့เนาะကိုမသိဘူးလားဆိုတော့သိတယ်သိလားဆိုတော့မသိဘူးပေါ့เนาะအဲ့လိုမျိုးဖြစ်နေတယ်အဲ့တော့ငါအခုဘာပြဿနာဖြစ်နေတာလဲအဲ့ဒီပြဿနာကိုငါဘယ်လိုပုံစံနဲ့ဖြေရှင်းရင်ရမလဲဆိုတာကိုယ်တိုင်သိပြီးသားပဲเนาะအဲ့တော့အခုကိုဘယ်လိုတွေလုပ်နေလဲမဖြေရှင်းမဲနေနေတာလားเนาะပြီးတော့ဒီဖြေရှင်းရင်သိတယ်အဲ့လိုဖြေရှင်းဖို့အတွက်ကိုယ်မှာကြောက်စိတ်တွေရှိနေတာလားအချိန်ဆွဲနေတာလားเนาะအချိန်ဆွဲနေတာလားပြီးတော့စင်တွေပေးနေတာလားဒါကိုပြန်ပြီးတော့သိသွားပြီမြင်သွားပြီဆိုရင်ကိုလုပ်ရမယ့်အလုပ်တွေကိုသိပြီဆိုရင်ချက်ချင်းသိတဲ့အတိုင်းဖြည်းဖြည်းချင်းနည်းနည်းချင်းစပြီးတော့တစ်စိမ့်ချင်းလှုပ်ဆောင်သွားမယ်ဆိုရင်အဲ့ပြဿနာတွေကပြည်တယ်ပြီးသားဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီပြဿနာရှိရင်အဖြေရှိတယ်အစိုးနဲ့အကောင်နဲ့အများနဲ့တွန်တွဲနေတယ်အားလုံးကအဖြစ်တရားတွေဖြစ်တဲ့အတွက်မျိုးတို့တွေ
စူးစမ်းမှုနဲ့ဖြစ်အောင်လုပ်လို့ရတယ်နော်အဲ့တော့မြဲအောင်သာလုပ်လို့မရတာဖြစ်အောင်လုပ်လို့ရတယ်နော်အဲ့တော့ကိုလိုချင်တဲ့ပန်းနိုင်ကိုဇမျိုးတို့ရအောင်ဖြစ်အောင်လုပ်ကြမယ်အဲ့တော့နေ့စဉ်နဲ့အများလည်းမပြောက်ပါနဲ့ကိုယ့်ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်ကိုဖြစ်ချင်တာကိုရချင်တာအတွက်နေ့စဉ်တက်နိုင်သလောက်အများစုပြောသလိုပဲ 1% နည်းနည်းလေးကနေစပြီးတော့လောက်ဆောင်စရာတွေရှိတာတွေကိုလုပ်နေပါအဲ့တော့လည်းမပြောက်တော့ဘူးပေါ့နော် Okay နော် Okay အဲ့တော့ကျေးဇူးပါနော်ဒီနေ့ဇမျိုးရဲ့ live ကိုကြည့်ပေးတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်အဲ့တော့ဇမျိုးရဲ့ live ကလေးကနေကို့အတွက်အကျိုးရှိတယ်အကျိုးတစ်စုံတစ်ရာရမယ်ဆိုရင်ကို့လိုပဲလမ်းပြောင်းနေတဲ့သူတွေပြီးတော့နေ့စဉ်နော်စိတ်ခံစားချက်မကောင်းစွာနဲ့ထက်သန်နေရတဲ့သူတွေသိသွားတယ်ဆိုရင်နော်ဒီ live ကလေးကိုကြည့်မိတယ်ဆိုရင်သူတို့လည်းအဆင်ပြေမှုတွေရပါစေအသည့်တစ်ခုခုရပါစေဆိုတဲ့စိတ်လေးနဲ့နော်ဇမျိုးရဲ့ဒီ live ကလေးကို share ပေးပါအဲ့တော့ဇမျိုးကိုယ်တိုင်လည်း knowledge sharing ပေးရတာเนาะ knowledge sharing ပေးလိုက်တဲ့အခါမှာတယောက်ယောက်သိသွားတဲ့အခါမှာဉာဏ်ပွင့်သွားတဲ့အခါမှာကုသိုလ်ရတယ်လို့ပဲဒီ like ကလေးကို share ပေးတဲ့သူကလည်းကိုယ့်ရဲ့ share တစ်ချက်ကြောင့်တခြားသူကြည့်လိုက်လို့เนาะဒီຢာလေးကိုသူကိုယ်တိုင်သိသွားပြီးဉာဏ်ပွင့်သွားပြီဆိုလို့ရှိရင်အဲ့လူကလည်းကုသိုလ်ရတယ်เนาะဒါကြောင့်မလို့တတ်နိုင်တဲ့လောက်ဒီမျိုးရဲ့ like ကလေးကို share ပေးပါเนาะ Okay အဲ့တော့ဒီမျိုးရဲ့ like ကလေးကိုဒီနေ့ဒီမှာပဲနားမယ်နောက်နေ့မှာပြန်ပြီးတော့တွေ့ပါမယ်အကယ်၍နော်ဟိုဒီအခက်အခဲတွေရှိနေနော်အရန်ဒီချက်ချင်းလောလောဆယ်ပေါ့နော်ဖြည့်ရှင်းရမယ်စိတ်ဖိစီးမှုတွေရှိနေတယ်ဆိုလို့ရှိရင်လည်းဒီမျိုးနဲ့လာပြီးတော့ကိုရှင်းယူလို့ရတယ်တိုင်ပင်ဆွေးနွေးမှုတွေရတယ်လုပ်လို့ရတယ်ဒါမှမဟုတ်ဘဲနဲ့ကိုယ့်ရဲ့စိတ်မှာပေါ့နော်အများအား stress တွေရှိနေလို့အများအား negative အတွေးတွေပဲရှိနေလို့အများအားအစင်မပြေဖြစ်နေလို့ကိုယ့်ရဲ့စိတ်ကိုပြောင်းလဲခြင်းနဲ့ဆိုရင်လည်းဒီမျိုးဖွင့်ခဲ့ပြီးသားသင်တန်းတွေပေါ့နော်ဒီ secret of abundance ချမ်းသာမြင်စေနိုင်တဲ့လှုပ်ဝက်ချက်ဥပမာစိတ်ချမ်းသာရုပ်ချမ်းသာပေါ့နော်ချမ်းသာမြင်စေနိုင်တဲ့လှုပ်ဝက်ချက်လည်းရှိတယ်ပြီးတော့life transformation journey နော်ကိုမကြိုက်တဲ့နေရာကနေကိုကြိုက်တဲ့နေရာရောက်အောင်နော်စိတ်ပိုင်းဆိုင်ရာကိုလည်းပြောင်းလဲတယ်ရုပ်ပိုင်းဆိုင်ရာကိုလည်းပြောင်းလဲတယ်ပြီးတော့ panel တွေချပြီးတော့တစ်ဆင့်ချင်းဘယ်လိုသွားရမလဲဆိုတာကိုလည်းသိအောင်နော်ပြောင်းလဲတဲ့သင်တန်းနော်အဲ့သင်တန်းတွေရှိတယ်အဲ့သင်တန်းတွေကိုဝင် join ချင်တယ်ဆိုလို့ရှိရင်လည်းဒါပြီးသားဗီဒီယိုနဲ့ပြန်ပြီးတော့ join လို့ရပါတယ်เนาะအဲ့တော့ဇမျိုးရဲ့ like ကလေးကိုဒီနေ့ဒီမှာပဲနားပါမယ်ဇမျိုးရဲ့ like ကိုကြည့်ရှုပေးတဲ့သူအားလုံးเนาะကိုယ့်ရဲ့ပန်းတိုင်ကိုเนาะရောက်အောင်ရှောက်လန်းနိုင်ကြပါစေအဲ့တော့ကျေးဇူးတင်ပါတယ်နောက်နေ့မှပြန်ပြီးတော့တွေ့ပါမယ်